မပြီးကြသေးဘူးလားမှန်ထဲမှာသူတို့သမီးဝစ်စုံနေနဲ့ကိုယ့်ရဲ့ပုံရိပ်ကိုလဲပတ်ကြည့်လို့ကြည်နပ်နေစဉ်ตาရတာနှောက်ယှက်လေပါတယ်ညီကိုနှစ်ယောက်ဘာဖြစ်နေရလဲခေဦးကဝင်လာလိုက်ตาရလာလိုက်ပြင်ပေးတဲ့မိတ်ကပ်ဆီယာမလည်းရှိပြီးဆက်စောပိုင်းကဒေါ်ခေမောင်လည်းရှိနေပါတယ်မမေသားပုံစံတော့မမေတခုနဲ့နှမ်းပြီးတော့မယ်အဲ့ဒီလိုပြောလိုက်မှနောက်ထပ်ဝင်မလာတော့တာပါအားလုံးပြီးစီးပြီဆိုတော့အကြောင်းရပေါ်လာပါတယ်ခေဦးတိုက်ပုံအေဂျင့်နဲ့ပိုးပစိုးနဲ့ကြကြနနကြီးရောက်လာကမက်ခိုင်ဆီယာမောင်တစ်ချက်ကြီးပဲအာနာသွားသလိုရင်လိုက်ပါတယ်ခဏနော်လို့ပြောပြီးခလလန်းကိုခေါ်သွားတော့ဆီယာမအလိုက်တည်းထွက်သွားပေးပါတယ်ဘာဖြစ်လို့လဲမေးစရာရှိလို့ဘာလဲဝေးစုံနဲ့သူမမျက်နှာလေးကရရဲနေဆွေးလျက်ညအမောင်မှာရေသနာရဲ့ဆင်ထားနေမတူတကူလုံးကရှောင်းစင်တွေသူ့အလိုလိုဖိတ်ရှံပြထွက်နေတကယ်သူတကယ်လှတယ်သူကအဲ့လိုပြောရင်ပစွန်စီအောင်ဖြစ်ပြောပါမှုနဲ့နှက်ခွန်းလာအီလိုငေးမောကငါ့ကိုချစ်လိုက်ရင်မက်ကိုင်ဘာလဲလက်ထက်နေကမှပဲဘာလာဖြစ်နေရလဲတီးချင်လို့ပါငါအဲ့ဒီစကားဘယ်လောက်ထိကြားချင်နေလဲသိလားตาရတော့စိတ်မချမ်းမသာဖြစ်လို့နင့်ကိုဘယ်တော့ထွက်လာမလဲလာရှာနေတာဘာဆိုင်လဲဆိုင်နာပေါ့သူငါ့ကိုချစ်ရလားချစ်လို့လက်ထက်တာလားငါနိုင်နဲ့ယောက်ျားပဲဆိုပြီးလက်ထက်တာလားနဲ့အတွေးနှစ်ခုချက်ချလဲပြီးနောက်ထပ်မင်္ဂလာပွဲပြီးတဲ့အထိဆိုရင်ငါခောက်သွားနိုင်တယ်မင်္ဂလာပွဲပြီးရင်မဟုတ်အခုကလေးကလေနင်းကခောက်နေပြီအယူဟုတ်တယ်ယူနေပါပြီငါနင့်ကိုချစ်လို့ယူနေပြီဘာမှမသိဘူးမင်္ဂလာချိန်နီးကပ်လာတဲ့မိနစ်တိုင်းစက္ကန့်တိုင်းမှာငါအကြကြီးစောင့်နေရတယ်လို့ပဲစိတ်ထဲမှာလေဘာလို့စိုးရင်နေမှမသိဘူးမကရင်ဘာတွေလဲဘာတွေမှမသိဘူးတခုခုအဲ့ဒီတခုကငါရဲ့ရှင်ဘက်ကြီးထဲမှာတိမ်ညိုမဲအုပ်ကြီးလိုခန်းဆောင်နေပြောစက်မှာနင်ငါ့ကိုချစ်ရလားနေရဲ့စိတ်ထဲမှာငါ့ကိုတခုဒုက္ခပေးဖို့တော့ကြံစီမထားပါဘူးနော်ကြံစီမဖြင့်ဒီချိန်ကြီးစောင့်နေမလားဟဲ့ယူမနေနဲ့ဖဲစမ်းမှာချစ်တယ်ပေါ့မသိဘူးဖြေးပါဟာမင်္ဂလာပွဲပြီးရင်နင့်ကိုငါပိုင်ပါပြီဒါပေမဲ့ငါပိုင်ချင်တာခန္ဓာကိုယ်တစ်ခုတည်းမဟုတ်ဘူးနင့်ရဲ့နှလုံးသားတွေကတကယ်လက်ခံလာရောတဲ့အချက်ဟာမပြောချင်ဘူးမသိဘူးချစ်လားခေါင်းမငိမ့်ဟာမက်ကင်ရှက်ပြုံးလေးနဲ့ခေါင်းညှိလိုက်ပြီးသူ့ရဲ့ရှင်ဘက်ကိုတွန်းပစ်လိုက်ပါတယ်သွားတော့ဟာမရအောင်အိုးဘာလို့တာလဲဒီမှာပြက်ကုန်တော့မယ်ခေဦးနော်ပါတစ်ဖက်တည်းနမ်းမယ်ဖွားဖွားလေးပဲပြက်မှာဆိုရင်ညင်းညင်းနေဟင်းအင်းခေဦးကစိုးတရုတ်ကဲဖို့စူးစမ်းနေစဉ်လူတွေအားလုံးဝင်လာကြပါတယ်ဟာကွာဟာဟာဟာခေါင်းဆောင်ကတော့တာယာတမင်တကအချင်းကပ်ပြီးခေါ်ဝင်လာမဟုတ်ပါဘူးကွာမင်းကမေးမယ်ပဲပြောတာဟိုကိစ္စဒီကိစ္စမပါတော့မက်ကင်ဖြည့်ပြီးလောက်ပြီးလို့မှန်းဝင်လာတာပါဟဲ့ကောင်တော်ပြီမင်းကရှင်းလေပို့ဆိုးလေပဲမေဦးတို့ရောလူငယ်တွေရောဝါးကနေထရင်ကြပါတယ်တကယ်တမ်းမက်ကင်မင်္ဂလာဆောင်တော့လိန်မော်လဲမလာနိုင်စုလက်လဲရောက်မလာခဲ့ပါခေဦးတို့တငယ်ချင်းတွေကတော့စုံစုံလင်ရောက်လာကြပါတယ်ကဲတမီးတို့ပြီးရင်ဆင်းခဲ့ကြတော့ပြိတ္တလည်းစုံနေပြီပန်းချက်မဲ့အပြိုတွေလည်းအပြစ်မှာစောင့်နေကြတယ်ခေဦးကမက်ကင်နှစ်ဖူးလေးကိုလက်သီးစုံနဲ့ဖွားဖွားလေးထူလိုက်ကအဲ့ဒီလောက်တွန့်တူတာတွေ့မယ်ကြောက်စရာကြီးပါလားမက်ကင်ပြန်ပြီးတော့စိန်ခေါ်လာရတယ်လို့ထပ်ပြောပြီးရှင်းလိုက်ပါတယ်မင်္ဂလာပွဲအောင်နှစ်ဖက်လူကြီးတို့ရဲ့မိတ်ဆွေအင်းအောင်ပြသထားသလိုတကယ်ကိုပြေးဆုံစီကားနေပါတယ်မက်ကင်နဲ့ခေဦးတို့အစကလက်ချင်းချိတ်ပြီးအခန့်နေကြတာပဲနောက်တော့သူတကွဲကိုတကွဲမက်ကင်ခေဦးနောက်ကနေတမင်တကာခွဲထွက်နေရဖြစ်ပါတယ်ဟိုလူတနာရှန်ရောက်လာနိုင်ပါတယ်ဒီလူနှခမ်းနဲ့မတိတတိအပြောများသူမလွယ်၍ကျွန်တော်ဘာမှကြွမဆိုင်ချင်တာမျိုးခေဦးကဒေါသကြီးရင်စိတ်ဆက်တယ်ဘယ်နေရာဖြစ်ဖြစ်သူတီးခန္ဓာရှိခြင်းရှိမယ်တနာရှန်တော့တီးခတ်မယ်လို့မထင်ဘူးပြီးတော့သူမတနာရှန်မဖိတ်ဘူးလို့ပြောထားခဲ့ပါတယ်မမြင်ကွယ်ရာကနေ
ခမတစ်ခုလုံးလိုက်ကြည့်ဝေးရှာတယောက်တည်းဒုက္ခများနေခဲ့ပြီးမင်္ဂလာပွဲပြီးတော့ခေါင်းနဲ့မူးနောက်ရှိဝေးလာခဲ့ပါတယ်ဟာကွာမလုပ်ကြပါနဲ့မင်းတို့ကလေဘာမလုပ်ရမှာလဲဒါကမင်္ဂလာပွဲတက်တက်ဟိုမှာတက်တက်ပြန်ထားတာမှငါတို့အတွက်ရှိတငယ်ချင်းမိတ်ဆွေတွေကြားမှာခေယူဒုက္ခရှောင်းနေပါတယ်မက်ကန်အကြောင်းပြောင်းငင်းချင်ပါတယ်ရှာတော့မက်ကန်ရဲ့အနားမှမရှိဒီကောင်တွေကဆိုးလုံးပါတယ်ခဏနေပါအောင်ငါမက်ကန်စီမှာခွင်တောင်းရအောင်မယ်လေကဲပါကွာအခုကလေးကကြောက်နေပြန်ပြီမင်းမက်ကန်ကိုဘယ်တော့မှမနိုင်ခဲ့တာသိပြီးသားပါဒီလိုညာမျိုးဘယ်လောက်ဆိုးတဲ့မိန်းမဖြစ်ဖြစ်ခွင့်လွတ်တယ်လာစမ်းပါမေမက်ကန်ကိုပြောပေးပါအောင်အေးမကဲတွားတိတ်ညင်းနေမနေနဲ့ခေဦးတငယ်ချင်းတွေနဲ့ကားပေါ်ရှာသွားတဲ့အချိန်မက်ကန်ကိုရှာမိတော့တကယ်ဆိုရင်မက်ကန်ကိုခဏလေးမတွေ့ရမှာဟုတ်ပဲထာဝရဖြစ်ဆွန့်လွတ်လိုက်ရပြီမှန်ခေဦးကျုပ်ဒီမခံမနိုင်ခဲ့ပါမက်ကန်ကိုယ်တိုင်သူမရဲ့ကံကြမ္မာဘယ်လိုလဲစစကန်သွားတော့မိကိုမသိခဲ့ခြင်းကြောင့်နေမကောင်းလားတမီမူးလိုက်တာမေဦးရဲ့ခေဦးရောရင်တာကြီးကသူ့ရဲ့တငယ်ချင်းတွေအတင်းဆွဲခေါ်လို့ပါသွားတယ်သူခမတမီးကိုပြောမလို့ရှာပါသေးရဲ့အခန်းထဲသွားလဲနေလိုက်ပါမေဦးလိုက်ပို့ပေးမယ်မက်ကန်ခေါင်းခါပါတယ်မင်္ဂလာအိတ်ခမ်းကြီးထဲမှာသူတို့သားလာအောင်ထိုင်ဆောင်မျောနေမှုဖြစ်ချင်မှာပြီးတော့စိတ်ကူးခဲ့တာကခေဦးနဲ့သူမနှစ်ယောက်လက်ချင်းချိတ်ပြီးအခန်းထဲအတူတူဝင်ကြမယ်နှစ်ယောက်အိမ်မွေးရခန်းနာလှပေါအောင်မြင်ပြီးအတူတူရှက်ရွံ့ပြီးရင်ခုန်ကြဖို့ဖြစ်ပါတယ်ဘာလို့တယောက်တည်းအရင်ဝင်နေရမှာလဲခေဦးကိုလည်းဒေါသဖြစ်ချင်မိကခြံထဲမှာလမ်းလျှောက်အောင်မယ်တက်တာသွားမှာပါဖြစ်ရလားသမီးရဲ့တင်းစီနေကြလူတွေနဲ့ရပါတယ်ခွေးကောင်အပေါင်းအသင်းတွေနဲ့တောက်စားလိုက်တွေ့မယ်စိတ်ထဲမှာကြုံဝါလိုက်ပါတယ်ကိုယ်စိတ်ကူးနဲ့ကိုချမ်းဝင်ဝါမှာမီးလုံးတွေဖြုတ်ပြီးတင်းစီပြီးဖြစ်တော့ကားပါခင်ထားတဲ့ဘက်ကိုကတ်လျှောက်လာခဲ့ပါတယ်ဒါပေမဲ့စိတ်ကူးနဲ့လက်တွေတစ်ထပ်တည်းမကြသေးပါခွေးလေးပါလားမျက်လုံးထဲမှာချစ်စရာကောင်းတော့လုံလုံကဲကဲအမွှေးဆုပ်ဖွားလေးနဲ့ခွေးဖြူလေးတစ်ကောင်မြင်လိုက်ပါတယ်ဟေးဒီမှာဟေးသူမတန်ပေးလိုက်တော့ခွေးလေးကခေါင်းတော်ကြည့်ပါတယ်အိုးချစ်စရာလေးကြည်စမ်းလာနေဘယ်ရလဲရင်လာပါခဏလေးလာမပြေးနဲ့နော်တို့ကဘာမှမလုပ်ခဏလေးချီကြည့်ချင်တာမပြေးနဲ့နော်မက်ကန်မချစ်မြေတိုးလိုက်ခွေးလေးကဆုတ်သွားလိုက်နေဘလို့လို့ထိခံခွင့်မရှားနိုင်မြဖြစ်နေပါတယ်ဖဲထွက်သွားမလို့လေဖြူဖွေးရေမင်းကဘယ်ရမလို့လဲတို့ပြန်မှုပေးမှာပါခဏလေးကန်ကြည့်အောင်မေလာကွာဒီတခါခွေးလေးကနောက်လည်းမကြည့်တော့ပဲထွက်သွားလိပါတယ်မက်ကန်ရှင်ထဲမှာဟာသွားကလေပင်လေးရှိလျက်ကြံရစ်ခဲ့ပါတယ်ရှေ့ဆက်လိုက်ဖို့ဆန္ဒရှိနေတော့လေခြံဝါရောက်နေပြီမို့မက်ခိုင်အမေမောင်ရိပ်လေကြာနေရင်ဒီအတန်ကိုသူသိနေပါတယ်အတန်ကြားလိုက်တိုင်းထိတ်လန့်ရလေထုံးစံပဲမို့မက်ခိုင်ရအတန်ရောကိုလေးပါတုံသွားခဲ့ပါတယ်ဒီနေ့ဒီချိန်မှာသူလာမှစိုးနေရမို့ခါတိုင်းထံပိုလန်သွားမိပါတယ်တနာရှန်ရအနက်ရောက်အနိုင်တောင်ဝစ်စုံနေစပင်တွေကိုပို၍တည်တတ်အောင်ဖိထားလိပါတယ်မျက်မှန်နဲ့ပေမဲ့ကွက်တိကွက်ကြပေါ်နေရဲ့မျက်နှာဝင်းရကြီးစစ်နေပါတယ်သူ့ရဲ့လက်ထဲမှာအဖြူရောင်နှင်းစီပန်းစီနဲ့အစာကရခွေးလေးစောကြောင့်မီးပြောက်သွားခဲ့တော့မူးဝေချင်းတွေပြန်ပေါ်လာပါတယ်ရှင်မတ်ထဲမှာလေတတိန်နဲ့စောင့်ခုံလာခြင်းဟာခေါင်းနဲ့တိအရှင်ပြင်းစွာတက်ဆောင်လိုက်ပါတယ်ကိုနောက်ကျသွားနေအထဲမဝင်မင်းဒီမှာရက်ကြည့်နေရဟုတ်ရပါတယ်မတိစိတ်မှာတစုံတရာကခေါင်းမော်ကိုပဲဓာဆက်လန်ဆက်ကြီးလွှဲကြလာနေသလိုရော့အလုတ်ရှုပ်နေလို့လက်ဖွဲ့ကောင်းတော့မပေါအောင်နောက်နေ့မှပဲပို့ပေးတော့မယ်နော်ဟုတ်ရှင်အထဲဝင်အောင်လေတခုခုမက်ကန်စကားမဆုံးခင်သူကမက်ကန်မရှိသေးရဲ့ပန်းစည်းကိုလေရှင်ပန်းနားထီတိုးကပ်ပေးကအထဲကိုလမ်းကြည့်ပြီးစပွဲရောင်သိန်းနေကြမှာကွာပါလေကိုတင်ခိုင်းမလို့လားဟင်း
ဟိုနောက်တာပါအဲ့ဒီပန်းတွေကဂျပန်နှင်းစီလေဒါပေမဲ့ဂျပန်မွေးမဟုတ်ဘူးကွာသူ့လေးအေးစက်နဲ့နေမထီအောင်စာပြိုးရတယ်အဲ့ဒါကြောင့်ကြောင်နှင်းစီလို့လည်းခေါ်တယ်အဖူးဖူးပြီးဆိုမှနေအောင်လက်ခံတာဒါပေမဲ့မွေးပါတယ်ဟုတ်ပွင့်ရစာပန်းတို့ကလေးတွေကခဲနဲ့ရေဆွဲထားသလိုအထက်လိုက်ကလေးတွေရှိနေပါတယ်ခက်ရဲ့အမောင်တို့အောက်မှာရနန်းနဲ့ရောအစင်းနဲ့ပါဆွဲဆောင်နေကြပါတယ်ကြိုက်ရဲ့လားရှင်ပန်းတွေကိုလေကြိုက်အာခေါင်းထဲမှာမိုက်ကနေဖြတ်သွားပါတယ်ဒီလိုဖြတ်မှဆိုလို့ထင်ပါတယ်မက်ကမျက်နှာကိုစိုးရင်တကြီးမေးဦးမေးခဲ့ပါသေးတယ်တယောက်တည်းလမ်းရှာလို့ဖြစ်ပါမလားတဲ့မက်ကမေးဦးကိုတတိရတယ်ပြီးတော့ခေဦးပြီးတော့အဖွားနဲ့ဖိုးဖိုးအားလုံးတန်းစီမြင်အောင်ကောင်ဘယ်သူလက်ကိုဖမ်းဆွဲရမှန်းမသိဘူးခေါင်းထဲမှာလေချက်ချလင်းနေပါတယ်မက်ကိုင်နင်းဟိုလူစီကိုဖိတ်စာပို့လိုက်သေးလားခေဦးတန်ကိုကြားပါတယ်မော်ကြီးပန်းကြီးပြေးလာပြီးမေးနေပါတယ်ဟင်းမဟုတ်ပါဘူးမက်ကိုင်ခွေကနေပြိုဆင်းသွားပါတယ်သူမရှင်ခွင်တစ်ခုတည်းကိုတုတ်ပြန်သုံးကကြီးကဲမဲ့စွာခွေကျသွားခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီရှင်ခွင်ကတနာရှံအလိုက်တင်ပြိုလဲလာခဲ့တော့မက်ကိုင်ရဲ့ကိုယ်လုံးလေးကိုတတလေးထိမ့်ပတ်ထားလိုက်ပါတယ်သူမရှင်ခွင်ကနှင်းစီဆိုရင်သူမကိုစူးမိသွားမှဆိုပြီးကင်ထားတဲ့လက်ချောင်းလေးတွေကိုစိတ်ရှိလက်ရှိဖယ်ရှားနေပါတယ်နှင်းစီပန်းစီကိုသူ့လက်ဖြင့်ပြောင်းကင်လိုက်ပါတယ်အဲ့ဒီနောက်မက်ကင်တစ်ခုလုံးညင်သာစွာပွေ့ယူလိုက်ပါတယ်အဲ့ဒါဒနာရှက်မယ်မက်ကင်ရဲ့မျက်နှာနုနုလေးကိုငုံကြည့်နေတော့သူ့ရဲ့နှာခမ်းများမှလည်းခက်လွန်းလွန်းအပြုံတို့ဖြင့်တွန်းသွားလိပါတယ်အောင်မြင်ပိုင်နိုင်သောအပြုံပြီးတော့ငါဆိုတဲ့မာနရောင်ငါအချစ်ငါဘဝငါနိုင်ငံတော်ငါသာပိုင်သည်ရယူခြင်းသည့်အချစ်ပိုင်ဆိုင်ခြင်းဟာတစ္ဆာငါမာနာငါရဲ့တစ္ဆာသည်ငါလူသမျှငါရှားဖို့သာငါဤချစ်ခြင်းကြောက်ရွံ့ခြင်းကဲမာ၏တတိုင်းကွန်ချောင်းထက်ထက်ရှမ်းလင်းငါဖြိုဖြတ်မီချစ်သူတစ်ဖက်တစ္ဆာလက်ဖြင့်အရာရောက်အောင်နိုင်ခဲ့သောငါအိမှန်သည်200ထောင်ချီတီးစီတည်းအားလုံးထဲမှာကြိတ်မိခန့်စားရဆုံးအသားဆက်ဆက်တုံနေသူကဦးမြတ်ကျော်ပဲဖြစ်ပါတယ်ကိုယောဂရှိနေမှန်တီးထားကြောင်းကြံဖန်ဖြေသိဖို့ကြိုးစားပေမယ့်ဘလူတွေ့အဖြေအတစ်ခုပဲညွန်ပြနေပါတယ်လူဆောင်တက်ဆောင်ရှိနေကြပြီးအသက်ရှူတောင်ပဲပြန်ကြားရလောက်အောင်တိတ်ဆိတ်ညင်တတ်နေခဲ့တဲ့အေခန်းထဲမှာတောက်ခေါက်တန်မိုးကြိုးပြစ်တန်ထက်ပြင်းထန်ကျဲလောင်သွားခဲ့ပါတယ်ဒေါ်မျိုးနယ်မျက်ရည်တွေလဲနေတဲ့မျက်လုံးတို့ဖြင့်ဦးမြတ်ကျော်လှမ်းကြည့်ပါတယ်ဦးအောင်ခန့်ကမျက်နှာငုံတာလည်းမဟုတ်ပဲမျက်လွှာချလျက်ငြိမ်နေပါတယ်ဒေါ်ခင်မောင်နှကန်းတွေစိတ်ကမျက်နှာခက်ဆောင်လွှဲထားပုံအောင်နူးညံ့ရင်းနှီးမှုတွေပျောက်ဆုံးနေပါတယ်တာယာကတော့အားလုံးရဲ့ရှင်တွေကတန်တရားသောကတွေကိုမှန်းဆဆွဲထုတ်ကြည့်ရင်ဖြစ်ပျက်ခဲ့တဲ့မြောင်အထက်ထက်သုံးသပ်ကြည့်ပါတယ်အချိန်ကညတနာတိတိရှိပါပြီဘဲသူ့မှာမင်္ဂလာပွဲထိုင်အဝတ်စားတွေမလဲနိုင်ကြသေးပါမက်ကင်ဘယ်ရောက်သွားတာလဲအစတော့ရှာကြည့်ပါခေါ်ကြည့်ပါအောင်နဲ့ခေဦးအပြန်လာပြီးမက်ကင်ပြီးတော့မှဟုတ်ပါရဲ့ခြံနေဆင်းသွားတာကြပြီလို့ဖြေတန်းကြကြရခေဦးကချီမကမီလက်မကမီဖြစ်သွားခဲ့ပါတယ်သူများတွေကအစတော့ခပ်ပေါ့ပေါ့ခေဦးအစကတည်းကမပေါ့ခဲ့ပါမက်ကင်ကိုသူမပိုင်ရသေးဘူးဆိုတဲ့မယုံရဲစိတ်ဖြစ်ဘဲတော့ဘဲရောက်နေစိတ်မချနိုင်ပါဒီနေ့မင်္ဂလာဝယ်ပြီးဆုံးသွားခဲ့ပြီဆိုတာတော့တငယ်ချင်းတွေခေါ်တဲ့နောက်လိုက်ရတာနောက်ဆန်တင်းနေခဲ့ပါတယ်ပင်တန်ရှိုက်တန်နဲ့စက္ကနဲ့မျက်နှာမောလိုက်တော့ဒေါ်ခီမာအုပ်ကခေါင်းငိုက်ဆက်နဲ့တောင်းငဲကြည့်ပါတယ်သူမရဲ့အကြည့်တော့ကြည်အဖြစ်နဲ့မောင်းတင်လက်တင်အလုံးပြင်ဆင်ပြီးမှနောက်ဆုံးထွက်တဲ့အတွက်ဘာစုတောင်းမလဲလို့မီးလိုက်တယ်လို့မျိုးအဲ့ဒီကြည်ကဒေါ်မျိုးနွယ်မျက်နှာထက်သို့ရဲဝန်းစွာကြားရောက်သွားရင်တီးခန့်နေဆိုတာအတိုင်းသာရှိပါရဲ့မင်းတွေသမီးလေးကိုဥရောကိုဝမ်းနဲ့လွယ်မွေးထားခဲ့တယ်လို့ချစ်ခဲ့အလိုလိုက်ခဲ့တာတားကြီးကိုမက်ကင်အရမ်းနိုင်တာမက်ကင်ဆိုးလို့
သားကြီးစိတ်ဆင်းရဲခဲ့တာဒါတွေလေဦးရကျေနပ်ခဲ့တာပဲဒီလောက်ထိသူ့လိုရဲ့လိမ့်မယ်တော့မထင်ခဲ့ဘူးမကြည့်ဖြွန်းလက်မခံလို့ရှားတာပဲအခုတော့အားလုံးရဲ့မေတ္တာစေတနာတွေကိုသူကနင်းချေဖြက်စီးသွားခဲ့တာသမီးရဲ့မိရစိတ်မကောင်းမှမင်းတွေမက်ကန်ဦးတို့ဘက်ကခွင့်လို့ဖို့ဘယ်လိုစူးစမ်းလို့မှရှားမှာမဟုတ်တော့ဒေါခင်မောင်ပြတ်သားစွာခေါင်းခါပါတယ်ဦးအောင်ခန့်ကလည်းတလုံးတပါးတာမှဝင်ရောက်ဖြန့်ပြမဲ့ပုံမရှိတော့ပါကိုခင်မိုးဖြစ်သူကိုယ်တိုင်ခွင့်မလို့နိုင်တော့မဲ့အဖြစ်မှာဒေါ်မျိုးတွေအရှုံးပေးဖို့တာရှိပါတော့တယ်ကောင်းပါပြီကွယ်သမီးတို့အဖွာနားလေပါတယ်ဖြစ်ချင်သူတို့သာပြောပါဖြစ်ချင်တာမဟုတ်ပါဘူးဦးတို့ကသာမက်ကိုင်ဆိုတဲ့မိန်းကလေးနဲ့ဒီညမင်္ဂလာပွဲကိုမေးပြလိုက်ဖို့စ조사မှာမမေခေဦးပြတယ်လေဖြစ်သွားလေတာဒါဟာမင်းတယောက်တည်းဆုံးဖြတ်ဖို့မဟုတ်တော့သူ့ရဲ့ပတ်ဝန်းကျင်ကိုရောတခြားသူတွေအားလုံးကိုပါပုတ်ခတ်စော်ကားသွားတာမင်းခွင့်လို့မအောင်မမေခွင့်မပြုနိုင်မမေလည်းခွင့်လို့ပေးဖို့ရသေးတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုချစ်ခဲ့ကြတာ哦ဒါပေမဲ့အချစ်နေဆိုရင်ဒုတ်ပဲဖြစ်ဖြစ်ဓာပဲဖြစ်ဖြစ်ဘာနဲ့ဖြစ်ခံနိုင်နေရက်ဆက်တဲ့ပြက်မှတ်နဲ့ဆိုရင်ပန်းနဲ့ပေါက်တာလည်းနားတာပဲချစ်လွန်းလို့မခံနိုင်တာမင်းလည်းအားလုံးအဆုံးသတ်ဖို့စ조사မယ်ကျွန်တော်ဒီကိစ္စကိုတေချာသိချင်တယ်မမေမက်ကကျွန်တော်ချစ်တယ်လို့ဖြေပြီးသားသူ့မှာကျွန်တော်အပြင်တော့ဆန်းမင်းအပြင်ဘယ်သူရှိမရှိရှိအခုသူမရှိတော့တာကမေမေတို့အားလုံးအတွက်ရွှေချယ်ဘူးမလို့တော့လောက်ရပဲမင်္ဂလာပွဲမဖြစ်မီနိုင်ပိုင်းကလေးရပဲဒီလိုလှုပ်လို့သူလှုပ်သွားလို့ရတယ်သူတို့သမီးပြက်ပြီးရဲ့သူတို့သားဖြစ်ကအဆက်ရရုံပေါ့အခုမင်းမနက်မိုးလင်းတာနဲ့တခုလက်ဖြတ်ပြီးအားလုံးပြီးစီလုံမြောက်ပြီးမှသူလှုပ်သွားတာဒီညအဖြစ်ကိုမေမေဘယ်တော့မှမေးမှာမဟုတ်ဘူးထပြန်မယ်အဲ့ဒါလို့ပြောပြီးဒေါ်ခင်မောင်လှည့်ထွက်သွားပါတယ်ဦးအောင်ခန့်လည်းချက်ချင်းထားလိုက်ပါတယ်ตาရလေးတွဲစွာထားလျှောက်လာပြီးခေဦးလက်ကိုငုံရည်ဆွဲလိုက်ကထကွာပောက်ကွဲနေတဲ့ကြားတွေကိုအမိုက်ခံပြီးဖြတ်ပြေးဖို့မကြိုးစားပါနဲ့အချိန်တွေရှိပါသေးတယ်ခေဦးကตาရဆွဲလိုက်တဲ့အတိုင်းထားရက်လိုက်ကဖွာရဲ့ကျွန်တော်မက်ကန်ဘယ်တော့မှခေဦးစကားတန်ပြတ်တောက်သွားပါတယ်တကားဝမှာဒေါ်ခင်မောင်တောက်မတ်စွာရဲစောင့်နေပါတယ်ခေဦးကိုဒေါသဖြင့်ခေါ်လိုက်တဲ့မှာအကွဲတုန်ခါနေပါတယ်အန်ကျိတ်ထားတော့လေမဆိုင်ပင်ငိုနေခဲ့တဲ့မျက်ရည်တို့ကပါးပြင်ပေါ်မှာမက်ကန်ကိုချစ်ခဲ့ကြတော့သူတို့ရဲ့ရှင်ထဲမှာနာကြီးချင်းတွေတူညီစွာရှိနေခဲ့ကြသလားဒါဆိုရင်ဘသူပိုချစ်ခဲ့တာလဲလူတစ်ခုလုံးကိုမျက်လုံးနှလုံးကပဲချုပ်ကင်မှုစူးစမ်းနေပါတယ်လူကနိုးထနေပြီဖြစ်ပေမဲ့မျက်လုံးတို့ဖွင့်လို့မရပါမျက်လုံးတို့ဖွင့်မိတာနဲ့မကြည်မလင်လေးလံကပြန်မေးဖို့အားရပါရထပ်အိပ်ပြစ်လိုက်ဖို့ဆိုမျက်လုံးတွေကိုတွန်းပို့နေပါတယ်မဟုတ်ဘူးမင်္ဂလာပွဲမပြီးသေးဘူးငါအဲ့ရတယ်ရှောင်းနေလို့မှမဖြစ်တာမက်ကမမှုဝေနဲ့ပဲအဲ့ရထက်မှထားထိုင်လာမိပါတယ်အဲ့ဒီခါကျမှသူမဘယ်ရောက်နေရကိုသတိရလာကဒါမက်ကရှင်တွေတတဲနဲ့ခုံမြန်လာပါတယ်အိတ်ချင်မှုသူမဟုတ်ပဲခေါင်းထဲမှာအနည်းအပြားတွေရှုကနေတိုင်းကနေပွင့်ထွက်ကုန်ပါတယ်မင်္ဂလာအိတ်ခမ်းမဟုတ်ပါဒါပေမဲ့ပန်းရှင်းအောင်ရင်းနေတော်မှုရာခေါင်းအုပ်တွေနဲ့ဘေးမှာမှန်တင်ကုန်ချစ်ရင်မှအဝတ်ပီရိုတွေအင်ကြီးကျေးစင်တွေအားလုံးအသစ်ဆက်တွေဖြစ်ကနှစ်ယောက်အိတ်ကလေးမဟုတ်ဒီမှာလွဲရင်ခန္ဓာလှပေါက်တမင်စစ်စင်ထားမှသိတာနေပါတယ်အဲ့ဒီနောက်ရှင်မွေးနံဒီရှင်မွေးနံဟာမင်းနိုးပြီလားဟင်တနာရှန်ကနက်ပြရှင်ဆွဲသားလက်ရှင်နဲ့ဘောင်းမင်းနဲ့ဝတ်ထားပါတယ်ခေါင်းရဲ့ပတင်းကနေဖြာဆင်းနေတော့နေကြီးနုနုမှာဖြူနုနေတဲ့သူ့ရဲ့မျက်နှာရှင်းတန့်ချုံမွေးနေပါတယ်ပထမဆုံးမြင်လိုက်ရတော့မျက်မှန်တက်မထားတဲ့သူ့ရဲ့မျက်လုံးကအညိုရောင်နေရွှေတော့အညိုရောင်မျက်လုံးကအရေလဲနေပါတယ်တကယ်တော့စူးရဲခြင်းဟာအကြည့်ရများပဲဖြစ်လိမ့်မလားပြောရရင်တော့မျက်လုံးများစိတ်တဆဆန်နေပါတယ်သူစူးဆိုင်ကြည့်နေတော့ကမက်ကန်ဖြက်ကနေမျက်နှာလွှဲပစ်လိုက်ပါတယ်
မကိုင်သူကမှန်တင်ကုန်ရှိရကလတ်ထိုင်အောင်နောက်ရောက်ဆွဲယူလိုက်ပြီးမျက်နှာချင်းဆိုင်မှာထားလိုက်ပါတယ်မင်းရဲ့ကိုပေါ်လက်ဝိတ်စန္ဒနာရုပ်ဖြုတ်ပြီးတယောက်ကိုပြန်ဖို့ခိုင်းလိုက်တယ်ဟင်တနာရှန်အရှင်မက်ကန်ကိုဘာဖြစ်လို့ခေါ်လာလဲလိုချင်လို့ဘာမင်းကိုကလွယ်ပြီးဘသူမှပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာကိုဘက်ကအစကတည်းကတေချာခဲ့ပြီးသားဘာဆိုင်လို့လဲရှင်နဲ့မက်ကန်ရှင်ကိုအိုးဘာမှမဆိုင်ဘူးရှင်ဘယ်လိုလုပ်လိုက်တာလဲမက်ကန်လက်ထပ်ခဲ့ပြီးပြီလက်ထပ်တာဘာဖြစ်လဲမင်းမှာကာမပိုင်ယောက်ျားမရှိသေးဘူးအဲ့ဒီတော့ကိုပိုင်ဆိုင်မှုစူးစမ်းတယ်တကယ်ဆိုရင်ကိုရဲ့အစီအစဉ်တစ်ချက်ကလေးတင်းဆောင်သွားလို့ဒီမင်္ဂလာဝယ်ဖြစ်မြောက်သွားတာမင်းအတွက်ဒီဝိဆောင်ကိုပို့ပေးလိုက်တာသူနဲ့လက်ထပ်ဖို့မဟုတ်ကိုနဲ့လက်ထပ်ဖို့သူဟာစီကုန်းနဲ့မိချစ်ကိုတောက်ဆော့နေရင်မက်ကောင်မျက်လွှာပင်းကြည့်ပါတယ်မင်းကိုတွေ့ရနောက်မကြပေမယ့်မင်းလက်ထပ်တော့မှသိရောနောက်ကျသွားတယ်လေအဲ့ဒါကြောင့်ကိုပြင်ဆင်နေတော့မင်းတို့လှုပ်ရှားခွင့်ရသွားတာဒနရှန်ကိုနာမည်ကိုမင်းကဘာလို့သိနေရလဲအော်မက်ကန်ပြောဖို့စကားလုံးတွေအစနေခေါင်းထောင်လာပါတယ်ကြောက်တာတွေလမ်းတာတွေခဏအတွင်းမှပဲပျောက်ဆုံးသွားခဲ့ပြန်ပါတယ်ရှင်ကပန်းစားဘလို့ပဲရှုံမင်းကလေးသိနေကြမစမ်းပါဒီမှာမင်းကလေးတိုင်းကိုရှင်တဘောကြထားလို့ရထားပြစ်ချပြည့်လွတ်လွတ်ရအရှုပ်တွေလို့တဘောထားနေရလားတနာရှာမတ်တက်ရှင်းလိုက်ပြီးစီကရက်ကိုရောမိချစ်ကိုပါမွေးရပေါ်ပြစ်တင်လိုက်ပါတယ်ပြီးတော့မက်ကန်ဘက်ကိုတက်တက်လက်ရက်၍သူများရဲ့ပေါ်ကိုဘလို့ထားခဲ့မင်းစိတ်ဝင်စားဖို့မလို့မင်းသိထားဖို့မင်းကကိုအတွက်မဖြစ်မနေလိုအပ်နေတဲ့မင်းကလေးတယောက်ပဲပြောဝါရိုင်းပါတယ်မျက်လုံးတို့မှာရှမ်းမမပါပဲစုရဲ့မောက်မာနေပါတယ်ဒါပေမဲ့အဆုံးစွန်နေပေးမချနိုင်တော့မာနာရိတ်ကတော့တင်းတင်းစိတ်နေသောနှက်ခမ်းပြားတို့မှာခိုးတွဲနေပါတယ်မက်ခိုင်သူရှိကိုတလန်ထက်တူပါတယ်နီးကပ်သွားသောမက်ခိုင်ကနောက်ကိုတလန်ဆုပ်ပြစ်လိုက်ပါတယ်သူကတိုးလိုက်မလားပါမင်းနဲ့ကိုအယူဆခြင်းရတော့အမြဲတမ်းအတိုက်ခံဖြစ်နေမှာပဲမှန်နေရှင်မက်ကန်ဘယ်တော့မှအထင်ကြီးမှမဟုတ်ဘူးရှင်အတွက်လိုအပ်တဲ့မင်းမမက်ကန်ဖြစ်နေတာရှင်ကန်ဆိုးပြီးဒနာရှန်မက်ကန်အတွက်လိုအပ်တာရှင်မဟုတ်ဘူးငါဘွားတစ်ချက်လုံးမှာဒီနေ့ထိငါမလုပ်ရဲကြတာမရှိဘူးနော်ဖြစ်ပါမလားလို့ဘယ်တော့မှမတွေးခဲ့ဘူးဟမ်ငွေရှိသူတိုင်းဒီလိုမှန်တက်ကြပဲအထင်ကြီးစရာမရှိပါရှင်သိထားဖို့လောကလူတွေကိုကန်ဆိုးကန်ကောင်နှစ်ရလုံးပေးတာလုံသမျှဖြစ်ခွင့်ရှားနေသူတွေဖြစ်ခွင့်မရှားတဲ့အခါမှာမက်ကန်စကားကိုရှင်းလိုက်ပြီးသူ့မကြည့်ပဲမဲပြစ်ပါတယ်မဲလေးမှပဲမျက်ရည်ဤကနေပြေးတက်လာကမက်ကန်လေဘာမဆိုလူရာရှားခဲ့တာမက်ကန်ဘာပြောအပြစ်ယူမဲ့သူမရှိဘူးဘာလို့မမုန်းကြအောင်အခုမက်ကန်ရှင်းကြောင်မက်ကန်ချက်ချင်းကြီးရှာကြီးတငယ်ငိုလေးပါတယ်သူ့ရဲ့ချင်းမှာပုံလေးထိုင်ချလိုက်ပြီးမျက်ရည်ကျသမျှလက်ခုံနဲ့ဘယ်ရောညာပုတ်တုပ်ပြည့်ငိုပါတယ်စိုက်တံမထွက်နိုင်အောင်လေမထိန်နိုင်ပါကလေးလိုပဲလွတ်လပ်စိုက်ကိုပြက်လာမိပါတယ်အခုလောက်ဆိုရင်ဖိုးနဲ့ဖဖတို့ဘယ်လောက်အရှက်ရပြီးဒေါသထွက်နေပြီလဲဒါရီအားလုံးဟာမက်ကန်ခီကိုလက်မထက်ခြင်းပြီးတခြားတယောက်နဲ့လိုက်သွားခဲ့ပြီဆိုတော့ယူစားပွဲတွေဖြစ်လာအောင်ကောင်းဒုက္ခပြီးတော့မိဖြစ်ပါတယ်ခေဦးရဲ့နင်းလဲထင်မှာပဲဒါကြောင့်ငါ့ကိုမက်ကန်လက်မထက်ခြင်းခဲ့တာအနိုင်ယူခဲ့တာလို့မဟုတ်ပါဘူးငါနင်းကိုချစ်တယ်လို့ဖြေခဲ့တာတကယ်ချစ်တယ်လို့ရှုံပေးပါငါဘက်ကနေနဲ့ရက်တီပေးပါအောင်ခေဦးရဲ့ကိုယ့်ရဲ့အဖြစ်ကိုလည်းဘယ်လိုတွေးလို့မှမဖြစ်နိုင်သူကလည်းချစ်ခင်ရှင်းနေဖို့စူးစမ်းခဲ့ရမှာမဟုတ်ဘူးဘယ်တော့မှလည်းမက်ကန်ပေါ်နှစ်သက်မျက်နှာရဲ့အမူအရာလှုပ်ရှားမှုတစုံတရာမပြခဲ့ဘူးအဖြစ်ပြက်တချို့တစ်ဝက်မှာစုံမိကြတယ်ပြောဆိုပတ်သက်ခဲ့တယ်အားလုံးဟာခရီးသွားဟန်လွင်တိုက်ဆိုင်မှုများသာဖြစ်ပါတယ်မျက်ရည်တွေမစဲသေးပဲမာနာစိတ်ဖြင့်မက်ကန်ခေါင်းထောင်သွားပါတယ်အနားမှာသူမရှိတော့ပါကြပြကြရမတ်တက်ရက်ပြီးတကားပြေးဖွင့်တော့အပြင်းကနေအခိုင်မှာပိတ်သွားခဲ့ဖြစ်ပါတယ်
ဒနာရှန်ဒနာရှန်ရှင်တကားဖွင့်ပြီနော်ရှင့်မုန်းနေသိလားမက်ကန်တကားနားမှာပဲငိုရှိုက်လျှောကြရင်ကြမ်းပြစ်မမပုံရက်လီထိုင်ကျသွားပါတယ်ခြေချောင်းကလေးတွေမြုပ်လိုက်အောင်နူးဤရှိလျက်တော့အနီအောင်မွေးပွားကော်စိုးထိုင်လျက်ကနေထူရမိပြန်ပါတယ်မှန်တင်ခုံပေါ်မှာဘူးတွေပလင်းတွေအားလုံးကိုတင်ကြုံပွေးလိုက်ပါတယ်တခုစီကင်၍တကားကိုပြက်ပေါက်တောင်းကျမှုဖြစ်တော်လေလူရုပ်မှာပစ္စည်းတချို့ကလည်းလက်ကြားထဲမှာပြုတ်ကျကုန်လျက်တချို့ကလည်းရင်ခွင်ထဲမှာပဲရှိနေခဲ့ပါတယ်ငေါ့နဲ့တန်းတာနေဦးမလားခေဦးရဲ့ဒါမှမဟုတ်နာကြီးနေပြီလားဟုတ်ပါတယ်နင်နာကြီးလိုက်ပါငါဟာနင့်လိုအချစ်စစ်သမားနဲ့မထိုက်တန်တဲ့မိန်းမမဆောင်အစားအသောက်တွေပါလာကြွကြွမစားဘဲနေခဲ့ပါတယ်ဒနာရှန်သူ့ကိုယ်တိုင်တော့လာခေါ်ပါတယ်အခန်းထဲကိုယူလာပေးရတော့မရှိပါပြီးတော့စိတ်ရှိလက်ရှိချောမော့ကျွေးတာမျိုးလည်းမဟုတ်တခွန်းပဲစားတော့ဖို့ပြောပြီးပြန်ထွက်သွားတာပဲဖြစ်ပါတယ်ဘာမှလာမကျွေးနဲ့မစားလို့ပြောပြီးမဟုတ်လားမဆောင်မက်ကအေးရပွားနဲ့အော်ပြစ်လိုက်ပါတယ်ဒုတိယတစ်ခါလာပြီးသူเจ้าမလာခဲ့ပါဒီအိမ်မှာအိမ်ဖော်ရပါတယ်ရှိမှာပေါ့ဘာဖြစ်လို့တရားမှမတွေ့ရလဲအခန်းကမကျင်းပစ်မယ်နက်နူကြရအခန်းတကပိတ်လျက်သာခေါင်းရဲ့မှန်ပရင်းကလည်းအတွင်းကနေတန်ပန်းခံထားတာကြောင့်အပြင်ခေါင်းပြူတွေကြည့်လို့မရတိုက်ကတော်တော်မျက်နှာတော့မြင်နေရပါတယ်မနက်ကနေထွက်ပုံရဆိုရင်တိုက်ကတောင်မြောက်တန်းနေရပါနေရအစွန်းစားလေးလောက်ပဲမြင်လိုက်ရပါတယ်အထဲမှာလည်းနေမပူခဲ့ပါအဖွားတို့ဖူတို့နဲ့ဘလာဝေးရဲ့နေရာအထိကိုသူမရှောင်းနေပြီလေအိမ်မှာဆိုရင်ခိုင်းမှုကောင်းမလေးတွေနဲ့အဖွားကျူးဆိုင်တာတင်မကသေးပါမေဦးတို့တမိသားစုလုံးမက်ကန်ဆိုးရဲပါတယ်စိတ်ကောက်ခဲ့ပါတယ်ဖိုးကိုယ်တိုင်စိတ်ကောက်ပြီးထမင်းမစားဘဲမနေရအောင်အမိတ်ထုတ်ထားခဲ့တာစိတ်ကောက်တာကိုယ်အောင်ကောက်တော့မစားမတော့ပဲနေကြိမ်လုံးစာမိမယ်တဲ့ကြိမ်လုံးပဲဖြစ်ဖြစ်ကြိမ်ပြားပဲဖြစ်ဖြစ်မက်ကန်စိတ်ကောက်ပြီးဆိုရင်အပေါ်ထောက်ခြေဆောက်တက်သွားရုံပဲနောက်ကနေအဖွားပါလာပဲဖြစ်ပါတယ်မြည်ရလိမ့်မာပါတယ်ဖိုးမကြောက်ဘူးလားဖိုးရလိုက်မယ်လာထထမင်းစားထပါမြည်ရဲ့တခါတလေဆိုရင်ခေဦးရောတာယာနှစ်ယောက်စလုံးအခန်းပြင်ကနေမဖွင့်မချင်းတကောင်းထုနေကြတာမက်ခိုင်ဖိုးပြန်လာတော့မှနေမထွက်သေးဘူးလားငါတိုင်ပြောမှနော်အဖွားကိုစိတ်ကောက်ပြီးမနက်ကရထမင်းမစားဘူးလို့ဖွင့်စမ်းပါမက်ခိုင်တကောင်းဖွင့်စမ်းငါတို့ကြက်စီထမင်းဝဲလာတယ်မှုေးနေရပဲနင်းကြိုက်တဲ့ရိုးရီယာတင်မော်တိတော့ရောစိတ်ကူးတွေပြန်လွင်ကမက်ကန်တရှုပ်ရှုပ်ငုံမိပြန်ပါတယ်တယောက်တည်းငိုလေးစားလီဘိုက်ထဲမှာလည်းတကြကြုံမြင်နေပါတယ်တကယ်ဆိုသူမဟုတ်ပဲတရရောက်ကသာစားတော့ဖို့လာခေါ်မေးဆိုရင်တော့မက်ကန်ဒီလောက်တိညင်းဆန်နိုင်မှာမဟုတ်ပါအဲ့ဒီခါဖိုးပြောဖူးတော့သတိရလာပါတယ်ဘာလဲခမည်းမီးမှာစိတ်ကောက်နေရလားနေပါစေသွားမချော့နဲ့လူသာကောက်ချင်ကောက်မယ်ဘိုက်ကကြကောက်နေမှာမဟုတ်ဆိုင်ဆင်းလာလိမ့်မယ်တဲ့ဒါတကယ်မှန်ပါတယ်အိမ်မှာကြတော့ချော်ကျွေးမဲ့လူတွေပိုင်နေခဲ့တာမို့ဘိုက်ကစိတ်မကောက်ဘူးဆိုတာမသိခဲ့ပါအခုတော့စားစရာအောင်အခန်းထဲလာထည့်ပေးရလည်းမဟုတ်ဒီလိုမမြင်ချင်ပါဘူးဆိုမှရှေ့ဦးသူပဲရောက်လာတယ်ဒီလိုမြင်လိုက်တာနဲ့စာရရဒေါသဖြစ်ကုန်ပါတယ်မက်ကန်အခန်းတကားစီခန်းနဲ့လေးရှောက်သွားမိပါတယ်ဒီရှေ့တစုံတရာရောက်လာမှသူမတကားဖွင့်ခံလို့ရှားမယ်လေရောက်လေသူကသူမဟုတ်ပါမှစားတော့ဖို့အတွက်အဆင်ပြေမယ်မဖြစ်နိုင်တော့တွေ့ရင်တုံရင်တော့လက်ဖွားလေးနှစ်ဖက်ပြေတကားကိုပုတ်တက်ရင်မျက်ရည်ဆက်တွေဘိုးပေါက်ကျလာပါတယ်အဲ့ဒီချိန်လက်တို့ကတကားလက်ကန်ပူလေးစီရောက်ပြီးဖိစုပ်လိုက်မိရင်တူညင်တော်မြေတန်လေးတစ်ချက်နဲ့တကားပွင့်သွားပါတယ်မက်ကန်ဝမ်းသာအရာဖြစ်သွားပါတယ်လောလောဆယ်ထွက်ပေါက်ရှားပြီမို့ထွက်ပြေးဖို့ဝမ်းသာတာမဟုတ်ပါစာလောင်နေခြင်းကိုဖြည့်ရှင်းဖို့ဖြစ်ပါတယ်ဟင်တကားကိုဆွဲဖွင့်ပြီးခေါင်းပြူကြည့်လိုက်တော့အပြစ်မှာအေကန်းချက်ကြီးဖြစ်ပြီးခေါင်းရင်းနဲ့ချရင်စင်းကြံလမ်းမှာတီပုံတရံဆက်လျက်တောက်ရှက်မှာမှန်တဝက်နဲ့အခန်းတွေကြီးဖြစ်ပါတယ်
ပြီးတော့တစ်ပြင်းလုံးမှာအနီယာမွေးပါကော်စိုးရီအပြင်းမို့ကျမ်းပြုတ်မမြင်ရပါဒီလောက်တိုက်ကြီးတခန်းနာမှာအိမ်ဖော်တော့ရှိရမည်လေလောလောဆယ်စားသားဖို့ဖြည့်ရှင်းရမယ်ဘာဖြစ်လဲသူ့မျက်နှာမမြင်ချင်လို့သူခေါ်တော့မစားတာကိုလည်းအားတင်းရပါတယ်ဒူးနှစ်ဖက်အချောင်းနေပါပြီအဲ့ဒီချိန်လေကားတိုင်းပြေးစင်လာတော့ဖြူဖြူတရံလေးကိုမြင်လိုက်ရအိုးဖြူဖွေးလေကြည်စံဒါလေးရဗရံများကဲ့သို့မျက်လုံးလေးများနဲ့ကီကိုမက်ကင်မသိပါကီနဲ့တနာရှံကိုတလဲစီကြည့်လိုက်မိရင်နားလည်သွားပါတယ်သူမရဲ့အဖြစ်ကရွှေသမင်ကိုချစ်မိလို့ဒတဂီရီလက်တွင်တက်ဆင်ခရတော့တီတာဒေဝီလို့မြဲရီမကြမိအောင်မျက်တောင်ရှိတို့ဖြင့်ပုတ်ခတ်သိမ်းစီကမက်ကင်ဒူးတုပ်ပြီးထိုင်ချလိုက်ပါတယ်ဖြူဖွေးလေနင်သိလေတာပဲနော်နင်းကိုချစ်မိလို့နင်းရဲ့တခင်လှည့်စားတော့ငါခံခဲ့ရတာကီဘလောင်နားလေတက်တောင်မက်ကင်မသိပါဒါမဲ့လေပင်းလေးမော်၍သူမကိုပို့တက်တိုးတက်လာတဲ့အခါချစ်တဲ့စိတ်တော့အားလုံးဒီပါညှို့ကျသွားခဲ့ရတာနင်လဲငေါ့လှည့်စားခဲ့တာပဲဒါမဲ့ထားလိုက်ပါတော့နင်ငါနားမှာပဲနေသိလားငါနင့်ကိုချစ်လို့ဒီရောက်ခဲ့တာသူ့မခေါ်နဲ့ငါ့ပဲခေါ်ရမယ်ပြောတာမှတ်တာမက်ကန်ကီကိုရင်ခွင်နဲ့ကောက်ပွေပြီးမျက်မျက်နှာတို့ဖတ်ထားလိုက်ပါတယ်ခေါင်းလေးပို့လိုက်နဲ့စာရာကိုယ်မေးသွားသလိုရှိစဉ်မွေးလို့ပါလားကီရဲ့ကိုမတန်းစင်ဖြူဖွေးတော့အမွေးဖြူလေးများမှာတနာရှံသုံးနေကြရှင်မွေးနှက်ကိုရှာလိုက်တာကြောင့်စိတ်ထဲမှာလည်းတင်းကနေဖြစ်သွားပါတယ်ဖြူဖွေးနင်းနာမည်ဘာတူလဲငါမသိတော့ဖြူဖွေးလိုပဲခေါ်မယ်နင်းကိုရှင်မွေးတွေစွတ်ထားပေးတာလားဒါမှမဟုတ်ဟိုလူကြီးရှင်ခွင်နဲ့ဝင်နေရလားနောက်မဝင်နဲ့နော်အဲ့ဒီရှင်မွေးနှက်ကိုငါတိတ်မုံနေနင်းကောင်ထမင်းကျွေးမလားယင်ကီကချက်ချင်းကြီးကျမ်းပေါ်ခုံစင်းကလေကားထိတ်ကိုပြေးသွားပါတယ်ပြီးတော့ပြန်ပြေးလာပြီးမက်ကရဲ့ထမင်းဆောက်ဖွားဖွားလေးလာကြိုက်ပါတယ်အောက်မှာဘသူတွေရှိသေးလဲမင်းနဲ့ရင်မက်ကလေကားထိတ်ထိပါလာပါတယ်ဘယ်နှစစ်ချိုးထားမှမသိတော့လေကားကြီးကနေအောက်ကိုဆင်းလာခဲ့ရင်တော်တော်နဲ့အောက်ထပ်မြင်ကွင်းမတွေ့ရသေးပါကီခေါ်တော့တာကထမင်းစားခန့်အမှန်ပဲဖြစ်ပါတယ်အောက်ထပ်အဲကန်းပုံစံဆိုဖာရီယာအစအပေါ်ထက်အခန့်အပြင်အစင်အရာအလုံးအတူတူဖြစ်ပါတယ်နောက်တစ်ခုကသူမထွက်ပြေးဖို့ဘလို့မှမလွယ်တဲ့အဖြစ်ကိုလည်းသိလိုက်ပါတယ်တကားသုံးထက်ကဒီတိုင်းလမ်းမြင်နေရပြီးအခိုင်ခန့်ပိတ်ထားခြင်းဖြစ်ပါတယ်မိန်းကလေးအင်းရှင်လဲကြည့်လိုက်တော့ဥပဒေရုပ်အလွန်ခန့်ညာတော့မျက်နှာဖြစ်ပြီးအသားဖြူသောလူကြီးဟာခေါင်းပေါင်းနေမိန်းကလေးဘာလို့ကျင်လို့လဲလူကြီးမျက်နှာကပကတိအေးချမ်းရှင်းမောလျက်မပြုံးမှပဲပြုံးနေတယ်လို့ကြည်လင်နေပါတယ်လာသမီးအထဲဝင်မြင်သမျှအားလုံးကိုမက်ကင်အောင်နေမိပါတယ်လူကြီးကရေခဲတက်တောင်သွားဖွင့်နေရင်နောက်ပြန်လဲကြည့်ကသမီးညောင်းလို့ဆင်းလာလားတခုကိုစားမလားဟုတ်ဟိုလေဘဘမက်ကင်ဘိုက်စားလို့ဟုတ်လားမိန်းကလေးဘာမှမစားရသေးဘူးလားလူလေးပေါ်မှာယူသွားပြီးကျွေးတယ်မှတ်လို့ဘဘနေလိုက်တာကဲထထိုင်ဘဘဘာလို့ပေးရမလဲလူလေးကတော့စားချင်လာမှခိုင်းတာသူ့အတွက်ဘာမှကြိုတင်ချက်ပြုတ်ထားတာမကြိုက်ဘူးကွယ်မနက်ကသမီးအတွက်သူချက်ခိုင်းထားတာကြီးကြတော့မကောင်းတော့ပါဘူးမြန်ဆန်ချက်ပြုတ်လို့ရမယ်စားစရာတွေပဲရှိတယ်သမီးစောင့်နေမယ်မဟုတ်လားဟုတ်ပြောဆိုမက်ကင်ကမီးဘိုရီနာကိုရှောက်သွားလိုက်ပါတယ်ဘာလို့မလို့လဲသမီးမက်ကင်ကုလို့ပြရစီဘဘမက်ကင်ရဲ့ဖိုးလောက်ရှိတဲ့ဥစ္စာထိုင်ဆိုင်မက်ကင်ငရဲ့ကြီးမှာပေါ့ဘာဖြစ်လို့ငရဲ့ကြီးရမှာလဲလူကလေးကိုဒီလိုပဲဘဘတို့ထိန်းချောင်းလာခဲ့ရတာအခုချိန်ထိလေသူ့ရဲ့ဝေယဝိဆတွေကိုလှုပ်ပေးချင်နေတော့မယ်သူအိတ်ကန်းနေတဲ့အချိန်လေးလှုပ်ပေးခွင့်ရတာသမီးရဆိုရင်ပို့ပြီးငယ်သေးတဲ့ဥစ္စာထိုင်တာနေဘာအပြင်းမှမရှိဘူးကြောပေးထိုင်နေတဲ့ဆန်တွေတို့ဖြင့်မက်ခိုင်ရဲ့ကြောပြင်းလိုစိုက်ကြီးကတနာရှံပြုံးလိုက်မိပါတယ်အခန်းထဲကသူမထွက်လာကြရသူသိပါတယ်ကီနဲ့ပြောဆိုနေရလို့လေသူကြားပါတယ်စိုင်းကြီးနဲ့ကြတော့သူ
သူမိဘဘိုးဘွားလိုနုနုညံ့ညံ့နဲ့ချောလို့ပါလားဘဘမက်ကင်ပိုက်စာလို့တဲ့ပြောပုံလေးကပါးပလီနှစ်ဖက်ကိုဆွဲညစ်ပစ်လိုက်လို့ကောင်းလေပါတယ်မနုညံ့တက်တော်နှလုံးသားမှာမခံစားခဲ့ဘူးတဲ့မျက်နှိုးချင်းတို့ပြည့်သိပ်လာပါတယ်ဒီမင်းကလေးကိုဘလို့မှမေးပြောင်များတော့အကြောင်းမရမကသိမ့်ပိုက်ဖို့ကြိုးစားခဲ့တဲ့အထက်မှာတက်တက်လို့မျက်နှိုးလုံးတော့မဟုတ်ခဲ့ဘူးထင်ပါတယ်ဒါမဲ့သူမလေးနဲ့24နာရီပြည့်အောင်မျက်နှာချင်းမဆိုင်ရသေးပါပဲမျက်နှိုးချင်းတွေရှင်းမှဖြစ်တည်ခဲ့ပါတယ်နေသူ့ကိုမခေါ်ရအောင်ငါနဲ့ပဲနေတိလာတယ်ကီကီကိုလွတ်လွတ်လပ်ချင်းပိုးချနေပါသေးတယ်ပြီးတော့ငိုတန်လေးကဆက်သွားလိုက်ရှိုက်တန်လေးပါလာလိုက်အားလုံးကလောဘတွေပွေးပိုက်ပြီးပိုင်ဆိုင်လူကြချင်းသာဖြစ်ပါတယ်မက်ကင်ဆိုတော့သူမကီကီထွက်လာမြင်တော့သူ့ရဲ့အတွေးတို့ဖြတ်တော့ကနေရာမှာလွှဲထက်ခဲ့ပါတယ်ဘဘဖြူပွေးလေးရောရင်ကီကီလားလူလေးမြင်လို့ထွက်သွားပြီလေဟင်ကီကီတဲ့လားဟုတ်တယ်တမီးရဲ့ဒီကတိတ်ကိုလိမ့်မာတာပြန်ပြောတတ်ပေမဲ့ပြောသမျှနားလေတယ်ခိုင်းလို့ရတယ်ဆော့ဆော့တူတူကိုရောက်လာသလားဘဘဟိုလူကြီးလူလေးကိုပြောတာလားတမီးဝင်လာခဲ့ရနောက်မှရှိနေရအင်းစိတ်မြန်လက်မြန်တိတ်ရှိအောင်ဒီလိုမျိုးတမနက်စာကောအောင်ထိုင်လိုက်ထလိုက်နဲ့တုံလုံးပလက်ဘဲတော့မှမနေခဲ့ဘူးသူမျက်လုံးတစ်ချက်မိပြီးတွက်ချက်လိုက်တာနဲ့ငွေဖြစ်တယ်အတိတ်ပဲမဲ့ဘယ်လမ်းမှမသွားဟုတ်မှာပါဒါဆိုရင်သူမက်ကနေစုံဖြစ်ခဲ့သမျှတွေကတိုက်စနာအလုံးလုံးဖြစ်နိုင်တော့ပါမက်ကရဲ့မျက်နှာလေးပေါ်အောင်မယုံကြည်ခြင်းနာကြီးခံခတ်ခြင်းစတော့ခံစားချက်တွေကိုစိုင်းကြကြောပေးထားတော့မမြင်ပါဘဘတို့ကလည်းသူ့ကိုသွားလာလှုပ်ရှားနေရမကြိုက်ကြပါဘူးဒါပေမဲ့သူတကယ်ကိုအောင်မြင်နေရဲ့ချိန်မှာဘလို့မှတားမရနိုင်ဘူးဆိုတာသိလို့ကြည့်နေရတယ်စီးပွားရှာနေအောင်ဘဘတို့ကဘာဖြစ်လို့မကြိုက်တာလဲဘယ်ကြိုက်မလဲကလေးရေလူကလေးမှာဘလို့တုံးမကုန်နိုင်အောင်များပြားတဲ့စီးစိမ်ဥစ္စာတွေရှိရင်ရှာဖို့မှမလိုတာတကယ်ရှာစေချင်တာကျင့်ရမက်ကမျက်နှာလေးတင်းတွားပါတယ်သူဒီလိုလုပ်ခဲ့တဲ့ကိစ္စတွေမှာအားလုံးဝိုင်းဝန်းကြံစည်ပေးကြတာမျိုးလားတမီအထင်မလွဲနဲ့နော်လူလေးသမီးကိုခိုးယူတဲ့ကိစ္စအင်မတန်အန္တရာယ်ကြီးတာပဲဒါမျိုးမလုပ်ဖို့ဘဘတို့ကြိုတင်ခွင့်ပြုမှာမဟုတ်ဘူးအဲ့ဒါတကယ်ပါမက်ကန်ရှင်းမှာသမင်းမကန်ကိုတေချာချပေးပါတယ်စားလိုက်အောင်တမီအလွယ်တကူနဲ့မြင်မြန်စားလို့ရအောင်ကြက်သားနဲ့ထောပတ်သမင်းလှုပ်လိုက်တာကြိုက်ရဲ့လားဟုတ်ဒီမှာကြောင်ရှာပွင့်ချင်ခြံထဲမှာအပင်ရှိရလေဘဘကိုယ်တိုင်လှုပ်ထားတာထောပတ်နဲ့တိတ်တော့မသိရထင်နေဒါပေမဲ့ချင်းဖတ်ဖြစ်သွားပြီဆိုတော့တဘာဝတက်မရှိတော့ပါဘဘတော့ကြိုက်တယ်မက်ကန်မစားဘူးပင်မဲ့စားကြည့်လိုက်တော့ကောင်းပါတယ်ထမင်းကြောင့်အင်းညာပြေးသွားတာကြောင့်တပကန်နဲ့ကုံသွားပါတယ်ယူအောင်မလားတမီဝါပြီဘဘရဲ့လက်ရအရန်ကောင်းတာပဲအိမ်မှာဆိုရင်လေမက်ကန်ထမင်းအစားနဲ့တယ်မစားနိုင်လို့မဟုတ်ပါတရေစာပဲစားမိနေရောထမင်းစားဝင်နေရမရှိရလေဟုတ်လားတရေစာလဲစားဖို့ကလေးရယ်ဒါပေမဲ့ဥပတ်ဖြစ်လွယ်တယ်ထမင်းနဲ့ဟင်းကတင်းတိမ်နေဥပတ်ကင်းနေနောက်ဆိုရင်ကလေးစားချင်တာပြောဘဘချက်ပေးမယ်နောက်ဆိုတဲ့စကားကြောင့်မက်ကင်မျက်နှာလေးကဆွေးသွားလေပါတယ်ဘဘဘဘနာမည်ကဘသူတဲ့လဲရင်စိုင်းပါရလူလေးကတော့ငငယ်ကလေးကစိုင်းကြီးပဲခေါ်ခဲ့တာဟုတ်မက်ကန်ကိုဘဘပြန်ဖို့ပေးပါလားယင်မက်ကန်တနာပါဘဘယင်မက်ကန်လီဟိုမှာလက်ထပ်ခဲ့ပြီသူကအတင်းသူခိုးယူလာတာဘဘသိရင်မိပါဆိုတာသားသမီးစိုးနေလေကြောက်တဲ့ထိုးကြောင်တော့သုံးမချနိုင်အောင်တမီဖြစ်လာမှရင်စည်းခံပြီးဖို့ပဲပြင်ဆင်ရမှာဒီလိုလောက်တော့ဘဘတို့မကြိုက်ဘူးဒါပေမဲ့တားနေကြရရသူကဇွတ်လုလာခဲ့ပြီသူကျွလွန်ခဲ့တဲ့ပြစ်မှုကတေကွေမဟုတ်ဘူးတမီရဲ့နောက်ပိုင်းမှာဘလို့တွေဖြစ်ကြံခဲ့တယ်လဲဘာပြဿနာတွေပါလာတယ်လဲဘဘဘာမှမသိသေးဘူးအခုနေတမီကိုပြန်ပို့ပေးလိုက်ရင်လူလေးကိုကြိုးခွင့်ဆွတ်ပေးလိုက်တယ်လို့ဖြစ်သွားမှာပေါ့ဟင်မက်ခိုင်တို့ဘာပြဿနာမှမလုပ်ပါဘူးသူဘာမှဖြစ်စေရပါအောင်စိုင်းချင်းကခေါင်းကို
လေးတွဲစွာခါလိုက်ပြီးမက်ကန်လှမပြေးထားတဲ့ပကံလွှတ်လိုက်ပါတယ်။နောက်မိမှာခက်ရှောမိလိုက်ပြီးမျက်ဝန်းအစုံကမျက်နှာကျက်စီသို့ငေးကမဟုတ်ဘူး။ဒနာရှန်ဆိုတဲ့ကလေးကငငယ်ကလေးကဟဲ့လို့အငါမခံခဲ့ရဘူးဘူး။အဲ့ဒါကြောင့်သူ့မှာကြောက်တတ်တဲ့အကျင့်မရှိဘူး။ဘာပဲဖြစ်ဖြစ်လိုချင်အောင်မရခဲ့ရလည်းမရှိဘူး။ဒါကြောင့်လိုချင်ပြီဆိုရင်မရမချင်းဆွဲမလျှော့တဲ့အကျင့်ရှိတယ်။စင်ရဲ့ကျင့်ကိုဘာမှမသိခဲ့တဲ့သူ့ရဲ့ပြေးဆုံခြင်းတွေဟာသူ့ရဲ့ဖွားဘက်တော်တွေပေါ်မကြောက်တတ်တဲ့သူ့မှာဂယုဆိုင်မှုမရှိဘူးလေ။တစုံတရားကြောင့်ဖြစ်စီတနည်းနည်းကြောင့်ဘလို့ပုံစံနဲ့ပဲတမယာထွက်သွားသူရအောင်ပြန်ယူမှာပဲ။အဲ့ဒီအခါမှာအမှန်တရားဘက်ကသမီးရဲ့နောက်ကအင်အားတွေနဲ့သူရင်ဆိုင်ရတော့မယ်။သူကရဲပင်မယ်ဘကြည့်မနေနိုင်။အဲ့ဒီတော့လူကလေးမှားလာခဲ့တာကိုသိပေမဲ့လေဘတခိုးလက်ခံလောက်ရတော့မှာပဲကွယ်။တခုတော့သမီးလေးရှုံမှာမိန်းမတယောက်ကျင်မဲ့ယူဖို့တင်သူ့ပါဆက်မှာတခါမှထင်ပြောခဲ့ဘူး။သမီးတော့ဓာတ်ပုံမြင်ကြရသူယူသွနေခဲ့တာ။ရှင်ဘလို့ဓာတ်ပုံဟုတ်လားမက်ကန်ရဲ့ဓာတ်ပုံလားယင်ဟုတ်တယ်သမီးအခုနေအခန်းရဲ့ညာဘက်နေရကန့်လန့်ကောင်ဖဲကြည့်လိုက်သမီးတွေးလိမ့်မယ်ဓာတ်ပုံပြေးကြည့်ခြင်းစိတ်တွေချက်ချင်းဖြစ်လာကြောင်းဖိသိပ်ချိုးနေရပါတယ်ဆိုင်းကြကိုမမတ်ပြင်လိုက်ပြီးဇဝဲပေါ်လက်တင်ကလေးကိုလည်းတောင်းမှန်ချင်ပါတယ်ဒီကနေထွက်သွားဖို့မစင်စားပါနဲ့ရောပြန်သွားလေကြံခဲ့တဲ့သမီးရဲ့အဖြစ်အပျက်တွေနဲ့အနာဂတ်ကိုအကောင့်တိုင်းပြန်ဆက်နိုင်တော့မှမဟုတ်တဲ့အတွက်မင်းကလေးဆိုတဲ့ဘဝကိုပြန်ငဲလိုက်ပါသူကသမီးကိုချစ်တယ်ဒါပေမဲ့တီးခံတက်တဲ့အကျင့်သိမ့်မရှိဘူးမဖြစ်နိုင်တော့တော့တကြီးနားပူပြီးတကယ်တီးဆောက်ရတော့မယ်အိမ်တော်ရင်းမှာတောကားတွေမဖြစ်စေချင်လို့ပြောတာပါဒနာရှန်ဆိုတဲ့လူကလေးကမြာမျိုးမျက်မှန်ရဲ့တူရဲတော်မျိုးဆက်တွေသမီးလေးကသူချစ်တဲ့ကျင့်ရတော့ပါပဲသမီးမချစ်မနစ်တတ်ပဲသူခိုးယူတဲ့အပြစ်ကလွင်နောက်မှာသမီးစိတ်တိုင်းကြောင့်အားလုံးဖြစ်ဖို့တို့တာဝန်ရှုပါတယ်ကွယ်ဒီလူတွေဟာကြီးကျယ်မြင့်မြတ်ကြတဲ့အနွယ်တော်လူမျိုးတွေလားခေါင်းတွေသာမူးဝေလာခဲ့ပါတယ်ဘာမှတွေးကြည့်လို့မရအောင်နောက်ဆုံးဒါဘယ်နေရာလဲလို့မေးတော့ရန်ကုန်နဲ့တိတ်မဝေးတဲ့တနေရာပါတဲ့မြင်သမျှကတော့တော်ကြီးမြတ်မယ်တွေရှောင်းနေရတယ်လို့ပါပဲသူမမလွတ်တမ်းမမြင်တော့ပါလမ်းလျှောက်မလားခြံထဲမှာလေနောက်ကစကားပြောတန်ကြောင်မျက်စိတစုံလိုင်းငင်းနေခဲ့တဲ့မက်ကမျက်နှာလေးတင်းသွားပါတယ်ဟေးပြောနေရကြလားမကြောင်ကန်းနေရင်ဟုတ်လားတနာရှန်သူမဘေးမှာလာရက်ကသူ့ရက်ကမြင်တော့ဝရန်တာမှာလက်တင်ဖို့လက်နဲ့ခါညွှတ်ရပါတယ်ပြီးမှပြန်ငယ်ကြည့်တော့ကိုမျက်နှာရှိမှမို့မက်ကတစ်ဖက်လှည့်နေလိုက်ပါတယ်သူမျက်နှာမလွဲခဲ့ပါပြီးတော့မှပြုံး၍သူ့မျက်နှာပြန်လေးလာပါတယ်လက်ကြားညက်လျက်ပါလာတဲ့စီးကရက်ကိုနှက်ခမ်းမှာတက်ပြီးနှက်ဆိုင်ခန့်ဖွာလိုက်ပြီးမှမနှက်ကြရင်မင်းနဲ့ကိုလက်ထပ်မယ်ဘာမနက်9 နာရီအပြီးလုပ်ပြီး10 နာရီခွဲရနဲ့ခရီးထွက်ရမယ်ရှင်အဲ့ဒီလိုထင်သလိုလုံးနေလို့ရမလားမက်ကန်ရမင်းထပ်မပြောတော့နဲ့တင်းမနေခြင်းမဟုတ်ပဲနဲ့သူ့ရဲ့တားဆီးတန်ကြောင့်မက်ကန်စကားမဆုံးလိုက်နိုင်မင်းရဲ့တငယ်ချင်းလို့ဘော်ဒီကတ်လို့သရဝါလေးကိုမေးပြလိုက်အားလုံးမင်းမေးထားရမယ်အားလုံးဆိုတာမိဘဘိုးဘဘာညာပြောတာမင်းကိုပိုင်ဆိုင်တဲ့အတိုင်းတာတစ်ခုတည်းပဲမင်းကကိုလက်ထက်ရုံထွက်ဖို့စိတ်လည်းမကူနဲ့ကြိုးလည်းမကြိုးစားနဲ့ဒီချံပတ်ဝန်းကျင်အားလုံးမှာလျှက်စီးကြောင်းတွေရှိတယ်မင်းကြိုးစားရင်ရှင်တခါလေးတောင်တက်ပြစ်လိုက်ပါတော့လားသူစကားမဆုံးခင်မက်ကန်အော်ပြစ်လိုက်ပါတယ်မျက်ရည်ကတစ္ဆာကြီးစွာပြည့်တက်လာပါတယ်ရှင်ဟာလေဘသူမှမရှိမိမတွေးမိနိုင်အောင်ဘေးထွက်ရှက်ပြီးသူတော်ကောင်းလို့လုံနေခဲ့တာအခုလိုမျိုးလွတ်လပ်ကျူးလွန်လို့ရအောင်လေအခုမက်ကန်ကချစ်သူနောက်လိုက်သွားတယ်လို့မင်းမရှုပ်ဖြစ်ခဲ့ရပြီရှင်တော့ဘသူကတွေးမိမှလဲတော့ပါတယ်ရှင်အဲ့ဒါလိုညံနေညံတဲ့တွေနဲ့အောင်မြင်နေတာချီးကျူးပါတယ်ဟုတ်တယ်ညံနေညံဝါဘာရောင်နေပဲတုံအဓိကလိုချင်တာရဖို့ပဲကိုယ့်ရဲ့ပြစ်မှတ်ကဒါဆိုတာပဲမဆိုင်တော့ဘာမှမထိခိုက်အောင်
မင်းမှာကာမပိုင်ယောက်ျားမရှိသေးဘူးအဲ့ဒါကြောင့်ကိုလူယူခဲ့တယ်ဖေးစာပေါ်မှာအခရာတင်ထားတဲ့မင်းရဲ့သူတို့သားကိုကဂယုမဆိုင်တာဘာဖြစ်သွားနိုင်လဲဘာမှဖြစ်ပါစေနဲ့လို့ရှင်ဆူတောင်းနေပါမကောင်းဘူးဆိုတာစိတ်ကြွယ်ရမရှိဘူးကိုချစ်တဲ့မိန်းမအောင်ရအောင်ယူတာမကောင်းဘူးလားမက်ကန်လက်ထပ်ပြီးသားမင်းတိတ်ဆန်တနာရှန်သူမရှိကိုချက်ချင်းလှည့်ရလိုက်ပါတယ်စီးကြရက်ကိုလည်းဘယ်လိုလွန့်ပစ်လိုက်တယ်မသိမင်းကိုအများကြီးစိတ်ရှိပေးညာမက်ကန်အဲ့ဒါမင်းဟာကိုမြတ်နိုးတဲ့မိန်းမဖြစ်နေလို့အဲ့ဒါရှင်တစ်ဖက်တက်ပဲရှင်နဲ့ပတ်သက်ပြီးမက်ကန်ရှင်နဲ့မှာဘာမှမရှိခဲ့ဘူးအခုကျတော့မောင်းသွားပြီရှင်ရဲ့မျက်နှာမှုတွေကိုဘာလို့ရမှာလဲဘာလို့ဖို့ဆိုတာအခုဆုံးဖြတ်ဖို့မလိုသေးဘူးလက်ထပ်မယ်ဆိုတာလေအများတကာရဲ့တတ်မှတ်ချက်အတိုင်းအတာတစ်ခုအတွက်တရားဝင်ဖြစ်သွားဖို့အခရာတယုံမှာပဲဒါနဲ့မင်းကိုချုပ်ကင်ထားမှာမဟုတ်ပါဘူးတနာဆိုင်ကခတ်ထန်တော့အသွင်မှာလူညံ့သွားပြန်ကမင်းလွတ်လပ်နေလို့ရတယ်ကို့မျက်နှာနဲ့မဟာတရားစော်ကားတော့မယ်လူရုံမှတယောက်လို့မင်းကြောက်ရွံ့နေဖို့မလို့ကို့အတွက်ကာမဆန္ဒတစ်ခုအတွက်နဲ့မိန်းမတယောက်ဒီလောက်အပင်ပန်းခံပြီးခိုးယူနေဖို့မလို့ဆိုတာမင်းနားလည်ထားပါမင်းစီကကိုလိုချင်တာဒီစနောက်ဖြစ်ဖို့မဟုတ်ဘူးမက်ကင်မကြားချင်တော့ပါသူ့ရဲ့ရှေ့မှာလည်းမနေချင်တော့ပါနေရာမှလှဲထွက်ဖို့ပြင်လိုက်တာနဲ့သူကမက်ကင်ပခုံးလေးကိုစက်ကနေဆွဲလဲကမင်းစီကအချစ်ကိုလိုချင်တယ်ဘယ်တော့မှမရှောင်သူ့မျက်နှာအေးဆက်ဖြစ်သွားပြီးမက်ကင်ကိုစောင့်ကြည့်ပါတယ်မပေးချင်တာပို့လို့ချင်တာမင်းကိုချစ်ဖို့ကြိုးစားပါကိုဘက်ကမယိုးသားခဲ့ပေမဲ့တန်းစင်စွာတောင်းဆိုနေအောင်နားလေပါအချစ်စိတ်တွေများလာလေလောဘကြီးလာလေပဲကိုရဲ့လောဘတွေကြောင့်ကိုရဲ့စိုင်ထိန်မှုတွေတနည်းနည်းမှာကျိုးပေါက်ခဲ့ရင်ဟင်းမက်ကန်ကောင်းခပြီးသူ့လက်တစ်ဖက်ကိုပုတ်ချပစ်လိုက်ပါတယ်အဲဒီနောက်သူ့ရှိကနေပြေးထွက်ခဲ့မိလေပါတယ်ဘယ်တော့မှမမျောလဲမရင်းနှီးခဲ့တဲ့ယောက်ျားတစ်ယောက်ကြည့်ပြစွာယုံကြည်အန်နေရမယ်လေလားချစ်ဖို့ကြိုးစားပါတယ်အယူအချစ်ဆိုတာသင်ခန်းစာတစ်ပုဒ်မှမဟုတ်တာဘဘဘယ်လဲရင်ကီကီလာခေါ်လို့ဆင်းလိုက်လာခဲ့တော့ဘဘခေါ်ခိုင်းနေပဲထင်ခဲ့ပါတယ်သုံးထပ်သားတကောက်ဖွင့်ပေးနေတဲ့ဘဘမျက်နှာတန်တော်လှည့်လာတော့မှဟိုကီကီလာခေါ်တော့ဘာမှမသိပဲဆင်းလာခဲ့တာဘဘချက်နဲ့ဆင်းမလို့လားဆိုင်းကြရှေ့ကိုပြေးဆင်းသွားတဲ့ကီကီကိုအပြစ်တင်လို့ပြီးမယ်မက်ကောင်လေတနာဆက်လေးဖြစ်ကကီကီတွေ့လားတိတ်လေတဲ့ကောင်ဘဘချက်နဲ့ဆင်းတော့မယ်မှန်သိလို့တမီးတို့သူပြေးခေါ်တာစုမဆိုလို့ပြေးဆင်းသွားတာကြည့်မက်ကောင်မလိုက်ရောက်လာရင်ခဏတူဝေးသွားပြီးမှဆိုင်းကြခေါင်းညစ်ကချန်နဲ့မစင်းစီနေလို့မှားသွားတာပဲဒါပေမဲ့ဘဘပါတာပဲကွယ်လာလာတမီးလည်းတကုတ်ကုတ်နဲ့ညောင်းနေမှာပေါ့ပြီးတော့ဒါပဲနေရလဲရန်ကုန်နဲ့ဘလောက်ဝေးတယ်လဲပတ်ဝန်းကျင်ကိုမြင်ရင်ခံမှန်းကြည့်လို့ရပါတယ်ခေါင်းထဲမှာအချင်းပြေထွက်ပြေးဖို့ချီပဲတွေးနေမိရတော့မဟုတ်ပါဒါပေမဲ့အခုချိန်ဒီမက်ကန်ကိုသူတန်းဆက်စွာထားခဲ့ပါတယ်မနှက်ပြန်လက်ထပ်မယ်ဆိုတဲ့နေရာစပြီးဘယ်လိုအစီအစဉ်တွေနဲ့ရက်ရွှေ့ပြစ်လိုက်တယ်မသိပါအဲ့ဒီကိစ္စကိုနောက်ထပ်မပြောဘဲနေခဲ့တာတပတ်ရှိသွားပြီလေရန်ကုန်သူခဏသွားနေရလေမက်ကန်သိပါတယ်မနေရတော့မိုးချုံမှပြန်ရောက်လာပြီးမက်ကန်စီရောက်လာသေးပါတယ်ဘီယိုထဲမှာအင်ဂျီတွေဆန်တလောက်ထည့်ပေးထားပါလျက်နဲ့အဝတ်စားတွေစိတ်တိုင်းကြရဲ့လားလူသေးလားလို့မေးပါတယ်ပြီးတော့အိတ်မပြောဘူးလားမျက်နှာချောင်သွားတယ်တဲ့ဘယ်လိုအိတ်ပြောမှလဲသူ့စီမှာလူကိုပျော်ဝဲစားထွက်လာတယ်များထင်နေသလားခေါင်းလျှော်ရည်ပူးတွေချပေးသွားတာတက်ဆိုင်လို့များတွန်ချလာသလားထင်ရလိုက်အောင်အမျိုးသားတွေစုံနေပါတယ်ဘာသုံးမှမသိလို့တဲ့မက်ကမျက်လုံးတွေပဲပြူးကျဲကုန်ပါတယ်ဒီမနက်တော့မတွေ့ပါတနေ့လုံးလည်းမရှိပါရန်ကုန်သွားတာတေးကြပါတယ်ဘဘဟင်လူလေးနှစ်ယောက်တည်းနဲ့ဒီလောက်ချန့်ကျဲကြီးနဲ့တိုင်ကြီးကဘာလုပ်တာလဲတခန်းတနာတော့ရှိရပေါ့ဒါပေမဲ့တန်ရှင်းလုံချုံကြီးကြတော့ဘဘတောင်ဝင်ကြီးမှာပဲမကြီးပါဘူးတမီးရဲ့တန်ရှင်းရဆက်နဲ့ကူတယ်လေလုံချုံရမလို့လျှက်စစ်တက်တွေလွတ်ထားတော့လူမပြောနဲ့ငွေတောင်ဝင်လို့မရအောင်ဘဘ
အဲ့ဒါတကယ်လားယင်ဘာလို့လဲလျှက်စစ်တဲ့တွေလွတ်ထားတာတကယ်လားတကယ်ပေါ့သမီးရဲ့ခြံကြီးဒီလောက်ကျပြီပတ်ဝန်းကျင်အင်ချူလည်းမနေဘူးဒီလိုလုံးမလုံးချုံမှာပေါ့ဘာဖြစ်လို့ဒီနေရာမှာဝယ်ရလဲဒီတိုက်ကြီးကခြံဝယ်ကလေးကပါလာလားသူ့စိတ်ကူနဲ့စောက်တာလားဝယ်ကလေးကပါတာပါအတွင်းမှာလေကားရွှေ့တယ်ကျန်တာနေပါပြက်နေနားနားနေနေထိုင်နေဖို့ပြောတာမရပါမယ်လူလေးကစကားနဲတယ်လူစုလူဝေးနဲ့ကြမနေတတ်ဘူးသူကဒီနေရာကိုတိတ်ကြိုက်တာပြောင်းခဲ့သည်မြနေရာတွေအများကြီးပဲဒီချောင်းတော့သူနေရောမယ်လို့ပြောတယ်အဲ့ဒါကြောင့်ဘဘကယူဆိုင်ပြုတ်ပြင်းနေစောင့်ရှောက်တယ်အားလုံးကသူအိမ်မြင်မဲ့အချိန်ကိုမျောလင့်နေကြပဲကြိုက်တယ်လို့တော့ဘာရီကုံကုံထင်းတယ်လို့နေမားလိုက်ရှင်းမယ်အချိန်တန်ရင်သူပြန်လာမှာပဲဆိုရင်မျောလင့်ချက်နဲ့ပေါ့အားလုံးဆိုတာဘသူတွေရှိသေးလို့လေတနာရှန်လို့ခက်ကြကြလို့မပြောနဲ့သူမလည်းဒီလိုအေးမြနေအောင်နှစ်သက်ပါတယ်မက်ကိုင်နားမှာကြံနေခဲ့တော့စိုင်းကျရက်ဆောင်နေလိုက်ပါတယ်ဘဘအခုကြံခဲ့တဲ့မောင်နှမ3ယောက်ထဲမှာအငယ်ဆုံးပဲပေါ့လူလေးမလေးဘာကြီးတော့နဲ့အကြီးတော့တရားရှိသေးတယ်ကလောမလေးဘသူမှသားသမီးမျိုးဆက်မရှိကြအောင်မိဘဘိုးဘရဲ့အစင်ဆက်ထိမ့်သိမ်းလာခဲ့ကြသမျှအမွေအလုံးဒီကလေးပဲဆက်ခံရမှာဒါကြောင့်သူ့ကိုအိမ်အောင်ပြုစေချင်ကြတာမျိုးဆက်ပြတ်သွားမှစိုးရိမ်နေကြတာသူကတော့ရှာသမျှဖွေသမျှငွေဖြစ်နေရလေအမွေလည်းမမတ်ဘူးအိမ်အောင်ပြုဖို့မျိုးဆက်ထုံးကားစေချင်တာနဲ့ပတ်သက်ပြီးတိုက်တော့မကြိုက်ဘူးသူ့ကိုယ်သူပဲအထင်ကြီးနေရဲ့တယူတန်စိတ်မှာဘလောက်အတ္တကြီးသွားတယ်လေဆိုရင်သူကလွှဲရင်ဘသူ့မှာအထင်မကြီးဘူးဆိုတာလေအဲ့ဒီထဲမှာမိန်းမလည်းပါတယ်သူအထင်ကြီးနေတဲ့မိန်းမမျိုးမဆိုတော့အားလုံးလက်လျှော့ပြီးစောင့်ကြည့်နေကြတာပေါ့ပြောနေရင်မက်ကောင်လှည့်ကြည့်ပြီးစိုင်းကြသွားတော့ပေါ့အောင်ပြုံးလိုက်လေပါတယ်သူအထင်ကြီးနေမိန်းမဆိုတော့ဂိုက်ဆိုင်ပုံစံတွေအမျိုးမျိုးမှန်းပြီးဘဘရမျောလင့်နေတာသူလိုချင်မလိုချင်ချင်းနေဆက်မှုတစုံတရာကြောက်မယ်သူအိမ်အောင်ပြုတ်ပြစ်မယ်ဆိုတော့တွက်မိကြတာ။ဘာဖြစ်လို့လဲဆိုတော့သူ့ဘေးမှာမစွမ်းရင်ကလည်းရှိကစုံခင်းရလည်းညီးဆိုတာမျိုးတွေမချွေခင်းရကြွေပြားစီဆိုပြီးကန်းလင့်ချင်ကြတာတွေအများကြီးရှိနေရပဲ။တကယ်ဖြစ်လာတော့ဘဘလုံးဝမထင်မှတ်တဲ့မင်းကလေးမျိုးဖြစ်နေရဲ့။တကယ်တော့အားလုံးဟာကနေဟင်ကလေးဖြစ်အောင်သူ့လိုပြလိုက်တာသမီးရဲ့လိုချင်တဲ့သူမပေးဘူးမလိုချင်မအောင်ဆိုတဲ့သူစွတ်ပေးချင်နေတာသူ့ရဲ့စိတ်ကလုံလဝရိယတိတ်ကြီးတာအလွယ်တကူပါရရဘလောက်တန်မိုးကြည့်ကြည့်သူမမောခဲ့တာမရှိဘူးခက်ခဲတာအောင်ဘယ်လိုယူမလဲဆိုတဲ့လုံလဆိုင်တယ်ဇွဲမလျှော့သမီးလေးကတိတ်ကိုချစ်စရာကောင်းတာအောင်မရမကယူတတ်တဲ့သူ့အချက်နဲ့အချစ်စိတ်ရောမုံခဲ့တာဒီလိုဖြစ်ဖို့အကြောင်းဖန်လာထင်တယ်ဟင်းမက်ကိုင်အဲ့ဒါလိုမထင်မအောင်ဘာဖြစ်လို့လဲသူ့မှာတကယ်ချစ်တဲ့နှလုံးသားမရှိဘူးဘဘအနိုင်လိုချင်တာငါလုံးဖြစ်တယ်ငါလိုချင်ရတယ်ဆိုရင်မာနအတ္တတွေကြီးနေတာသူတော်လို့တူတက်လို့ရရှိအောင်မြင်လာတာယူကျေနပ်နေတာစိုင်းကြီးကခေါင်းငိတ်ပါတယ်နားနေတော့မှန်တယ်ဒါပေမဲ့သူချစ်တတ်ပါတယ်သူ့မှာအဖေသူအမေကွဲညီတယောက်ရှိသေးရဲ့လေသူ့တော့လူလေးကတိတ်ချစ်တာဘုံစလေသူ့ကိုတော့ချစ်တယ်လေတိတ်တော့မထူးပါဘူးညီကိုနှစ်ယောက်စလုံးခေါင်းမတာချင်းတူတယ်နိုင်ငံခြားထွက်သွားလိုက်တာပြန်မလာတော့ပဲဒါဆိုရင်အဖေသူအမေကွဲဆိုတော့မျိုးဆက်တယောက်ရှိသေးရဲ့လို့ပြောလို့ရတာပဲဘုံဆက်တဲ့လားဘုံဆက်ရှိန်ဝါအစလူလေးနမရလေတနာရှံမဟုတ်မင်းဆက်အာနာလို့မှဲ့ခဲ့တာဒီနမရနာမည်ကြီးပြီးလူလိုစီးတယ်လို့သူ့ရဲ့ဘာကြီးတော်ရတွက်ပြီးကလေးကလည်းအရန်ချူကြတော့တနာရှံလို့ပြောင်းလိုက်ရတယ်မင်းဆက်အာနာဘုံဆက်ရှိန်ဝါတကယ်တော့လူလေးကချစ်တတ်ပါတယ်ငငယ်ကလေးကမိဘမဲခဲ့တော့ကြံတဲ့သူတွေဘလောက်ပဲချီပိုးယူရခဲ့ပေမယ့်သူ့အတွက်ကတော့မပြေးစုံတဲ့အထီးကျန်မှုတွေရှိမှာပေါ့လူကြီးတွေချင်းတိတ်မပြေလေခဲ့ကြပေမယ့်ဘုံဆက်နဲ့သူကတော့ကျင်နာကြပါတယ်ဘဘတို့ကတော့အားလုံးအတွက်အဆင်ပြေစေချင်တယ်ကွယ်ဘဘတို့လည်းတားဆီးကြပေမယ့်မရနိုင်လို့ကြည်နေခဲ့ရတယ်သမီးလည်းမကြည့်ပြနိုင်ပေမယ့်ရှောင်းလဲထွက်သွားဖို့ဖြစ်နိုင်တော့တယ်ရှေ့ရနောက်ရည်ရှိနေ
အားလုံးစဉ်းစားပါအတူတူဆက်လျှောက်ခဲ့ရင်ရေဆက်ရှိသောအိုင်ကြီးတစ်ခုနဲ့စီယိုရီနာရောက်လာခဲ့ပါတယ်ဘာဘာတို့ပြန်လဲကြရအောင်ဒါချန်ရဲ့အနောက်တောင်မယ်စကားပြောနေစဉ်ကီကီရဲ့အတန်လေးပြားအောင်ကြားလိုက်ကြပါတယ်တမီဒီမှာခဏနေအောင်မက်ကင်လိုက်သွားမလို့ခြေလန်းလိုက်ပြီးမှမလိုက်စေချင်လို့နေခိုင်းတာများလာလို့တွေးမိပြီးကိုရှင်ပြန်တက်လိုက်ပါတယ်တန်ရဲ့ပင်ယိုကြီးတွေအများကြီးထဲမှာခြံရှိမျက်နှာစာနည်းနည်းလောက်ပင်ပန်းအလားပင်အနှဲငယ်ရှိပါတယ်ပန်းတွေကိုလက်လန်းကြည့်တော့မှတ်မိနွယ်တရှောက်နေတဲ့နေရာထိတိုးလိုက်သွားရင်မိလို့မိခင်လေးမှခြေပြားထောက်ပြီးဆွေကနေခုံဆွမ်းမိရင်ဟေးမဆွဲနဲ့အာတကလုံးတုံးခနဲ့တန်းချီမိသွားကထုံကျင်တောက်တင်းသွားပါတယ်နောက်ကိုပုံပြတ်ပန်းပြတ်လေးကျသွားစဉ်တင်ပါတစ်ဖက်မှလည်းစူးရှာနာကျင်သွားခဲ့ပါတယ်မိန်းကလေးစိုင်းကျင်းအော်တောင်ခက်လလန်းမှကြားလိုက်ရပေမယ့်လူရောက်မလာခဲ့ပါမက်ကင်နာကိုပြေးရောက်လာသူဟာတနာရှံပဲဖြစ်ပါတယ်မက်ကင်အာနားတယ်မင်းဘာဖြစ်သွားလဲနားတယ်အာလက်ကလွတ်လို့မရတော့အဲ့ဒါဘာကြီးလဲရင်ဓာတ်ကြိုးလေအဲ့ဒါကြောင့်ခြံထဲမစင်းမမှားခဲ့တာမိန်းကလေးဓာတ်လိုက်သွားသလားဘဘဟိုနာခဏသွားလိုက်မိတာသူ့ဘဘဘာဖြစ်လို့ဒီနာခေါ်လာတာလဲကျွန်တော်တေချာမှားခဲ့ရတာနဲ့ဘဘနဲ့အတူတူဆိုတော့ဘာမှဖြစ်နိုင်ဆိုပြီးတော့ပါဟိုဘက်မှာကိကိပြဿနာရှာနေရစီခဏလေးသွားမိတော့ဖြစ်သွားတာပါရှင်လူကြီးမအော်ပါနဲ့မက်ကင်ဘာသာဖြစ်တာမမြင်ဘူးလားတနာရှန်ကဘာမှပြန်ပြောမနေတော့ပဲမက်ကင်ပို့၍တိုက်ကြီးစီတို့ခြေလန်းကြဲကြဲကြီးများနဲ့တောက်လျှောက်သွားလိပါတယ်မက်ကင်ကိုအခန်းထဲရောက်မှုရပေါ်ချထားလိုက်ပြီးကိကိတကားဝမှာငါ့အိမ်ကိုသွားသိမ်းထားလိုက်ကိကိရဲ့ခေါင်းလေးမက်ကနေဖြစ်သွားကချက်ချင်းပြေးထွက်သွားပါတယ်ခြေထောက်ဆက်လိုက်စမ်းဒီဘက်အချမ်းနားတယ်ခြေထောက်ကနောက်ပြန်လဲကျလိုက်တော့ကြောက်တုံးပေါ်ကျသွားသလားမသိဘူးလက်ကရောအောင်တက်တက်ကြီးလှုပ်လို့မရအောင်မက်ကတရောင်စစ်ကိုကွေးဆန့်ပြဖို့အတွက်ရှုံးမမဲ့လေးဖြစ်နေစဉ်ချလိုက်အမလီတနာရှာစူးစူးဆက်ဆွဲယူပြီးလက်ကဝက်ကိုဖိဆုပ်ထားပြီးတရောင်စစ်တွေကိုနှိပ်ပစ်လိုက်ပါတယ်တေးပြီအာရှင်လူမစမနာတေးပါပြီမစနာလို့မင်းကိုအခုထုနိုင်သွားရင်မဟုတ်လားမက်ကင်ကြောင်သွားပါတယ်ကိုလက်ကိုပြန်ငုံကြည့်ပြီးမောလိုက်တော့တနာရှာပြုံး၍မသေးချောင်းထင်ထပ်ထုတ်ကြည့်လေကိုရဲ့ပေါင်သူ့တော့မထုနဲ့တော့လို့ပြောလိုက်တာလားဟွန်းထူးချင်လို့မက်ကင်အတန်တိတ်မဲပြစ်လိုက်ရင်ခြေထောက်ကနာတော့ပုံမဲ့သွားပါတယ်လူလေဒီမှာလိမ့်စင်းနဲ့ပတ်တင်ဘာလို့မလဲရပြီစိုင်းကြည့်ဘာဖြစ်သွားမှမသိသေးဘူးတို့ကိုချလိုက်မင်းပက်လက်နေအိုးပက်လက်ကြီးနေစရာလားဘာလို့မလို့လဲရှင်းအောင်ဆရာဝန်မို့လို့လားမက်ကင်ဘာလဲမင်းယောဂဖြစ်နေလို့လိုအပ်လို့ပြောနေတာဒုက္ခိတဖြစ်သွားခြင်းလို့လားဘာမှမဖြစ်ဘူးလဲတာနဲ့ပဲဒုက္ခိတဖြစ်နေအိမ်မလေးမက်ကင်တစ်ပင်ပေါ်ပြုတ်ကြတိုင်းစိမ်းရုံအောင်ဆင်းရမှာမဟုတ်ဘူးမင်းတော်ခတ်ပါလားတနာချံမပြောမစွနဲ့မက်ကင်ကိုပွေးလိုက်ပြီးကျမ်းပြမှာချပေးလိုက်ပါတယ်ရှင်ဘာလို့အာသူ့လက်လွတ်၍နောက်ဆုံးရက်လိုက်တာနဲ့မက်ကင်ဘလို့မှထောက်ရက်မနေနိုင်မှာနာကျင်သွားကအလန်တကြောင်သူ့ရဲ့ရှင်ဘက်ကိုဖမ်းဆွဲရင်ခွေကနေလဲကျသွားပါတယ်ဒနာရှာမြန်ပါတယ်မက်ကင်ပုံချမသွားမီဖမ်းဆွဲထားလိုက်ပြီးမွေးရပေါ်အသားလေးပြန်တင်ပေးလိုက်ပါတယ်သိပြီလားမင်းကလက်တွေးပြတ်မှသိမှမလို့ပြလိုက်ကြတာတော်တော်အရသာရှိသွားလားသူများခံစားရတာကိုပြည့်ရပြုတ်ပြီးမှလက်ပရဲခြင်းနဲ့ယောက်ျားငယ်တော့အဖပြောဦးပါတယ်မြည်ရဲ့ဖေဖေနဲ့ဖိုးဖိုးတိတ်မတဲကြသိလားမြင်းငယ်ကတိတ်ဆိုးတာဒီတက်အစာပေါင်းများစွာပဲကွယ်တကယ်လေးပတ်သွားတဲ့အရွယ်ကရဆွဲလီရှိတိုးလီမလုံးနဲ့တားလီဆိုးလို့လီအဖွားတော့မြည်ဦးလီဆိုတော့တုံနေကြတာကိုနောက်ကနေအင်ကြီးစားလေးဆွဲထားရင်ကလေးကဆွတ်တော့အင်ကြီးစားနဲ့တင်းပြီးအတားလွေနာမှာဆိုလို့ရှော့ပေးရရှေ့မှာအန်ရရှိနေအောင်
ပြေးဆွဲပြေးဖမ်းပေါ်မြေရဲ့ဖပြဒီလိုမဟုတ်ဘူးမဆွဲနဲ့မမီကြည့်ထားလိုက်ကလေးလေးမှတ်တတ်နေပါရင်ဒါလို့ဒီလိုဖြစ်မှန်းသိနောက်မလုပ်တော့ဘူးတဲ့အဲ့ဒီလိုတွေပြောတတ်တော့တမန်နဲ့ရှောက်ကမတိတ်မတဲ့တော့လေနောက်ပြီးမြေရမီးချစ်နေတိတ်ကိုတဘောကြတာမီးကိုလိုက်ဆွဲတယ်မင်းငိမ့်ပြရင်အုံကိုပါလေရောအဲ့ဒါကိုချောမရတာမြေရဲ့ဖဖေကရောကင်ဆန်းဆိုပြီးမီးတောင်ရှေ့မှာချစ်ပြီးတယ်လေဘာပြောကောင်းမလဲတကယ်တော့မီးပါပဲကွယ်ဖြစ်စေခြင်းလို့ဘယ်ဟုတ်မလဲအယူဆခံယူချက်ချင်းမတူကြတာပါတယောက်ကကိုယ့်ရဲ့စေတနာကိုယ့်ရဲ့ပေးဆက်မှုကိုတက်မြင်စေခြင်းနဲ့မြပေးခြင်းနဲ့တယောက်ကကြတော့ကိုယ့်ဘက်ကဘလောက်ပုံပေးပြီးသူလက်ခံခြင်းလောက်ပဲယူပါစေဆိုပြီးတက်စိတ်စိတ်သိမြင်လာတာကိုပဲကြည်နပ်နေတယ်ဒါပါပဲတနာရှန်ဆိုတဲ့လူကတော့ဘယ်အမျိုးစားထဲမှာမပါနိုင်တာသိချနေပါတယ်သူတော်တာတူတတ်တာအောင်ကြွားဝအနိုင်ယူခြင်းနဲ့သူဘသူဘာဖြစ်ဖြစ်ဘလို့နေနေဟေးမြဲတွေကြားကုန်ပြီလား sorry မင်းတိတ်နာသွားလားစေးစီးဖို့ပြောမြဆိုမြဖြစ်နေမှာဆိုလို့စေတနာနဲ့ပါမလို့မက်ကင်မထနိုင်လေဖြစ်တယ်လို့ထုတ်ပိုးချိနာမီဖိုးဖိုးတို့စီပြန်ပို့ပေးလိုက်ရှင့်ကိုဒုက္ခပေးဖို့ပတ်ချွဲနဲ့ချွဲလုံနေမထင်နဲ့ဘာတွေဒေါကနေရလဲကွာဒီလောက်စိုးရင်တကြီးဖြစ်နေသူမတိတတ်ဆိုးရလိုက်တာဒီမှာမင်းအခုနေတည်သွားရင်တော့မပုံမတော့အောင်စီးနေစီရင်ပြီးကိုကအလားထိုင်ကြည့်နေအောင်မထုတ်ပိုးပြန်ပို့เสียလားမြဲတွေတုတ်လိုက်အောင်ယောက်ျားတွေကိုချစ်တဲ့မင်းကလေးကိုရှင်းမှာမျက်ရည်ကျရင်ထိုင်ကြည့်နေတတ်တာမဟုတ်ဘူးမက်ကင်ခြေထောက်ကိုသူ့ဟာသူ့ရဲ့အသားလေးဆွဲဆန့်ပြီးထမင်းနည်းနည်းလန့်ပြီးဘာပြဿနာပဲကွာမင်းနဲ့ကိုအတမတွေဖြစ်ကုန်တော့မယ်ထင်တယ်ရှင်တော့ဒီမှာထမင်းမဟုတ်တာဘယ်လိုလုပ်လှမ်းမလဲမှန်တယ်လို့မရဘူးမင်းဟာကွာသူနေရာမှာထားရလိုက်ပါတယ်မက်ကအတွက်ဘီတို့သူကိုယ်တိုင်သွားဖွင့်ပြီးအထယ်တွေကိုဖြစ်တယ်လို့ဆွဲချပါတယ်မွေးရစီပြန်လျှောက်လာပြီးစက်ကလေးကိုပြက်ချပေးကရော့မင်းလဲဖို့အဆင်ပြေလားမပြေရင်ရှင်ဘာစကားပြောတာလဲတနာရှာမျက်ခုံးပင်းကြည့်ပြီးမှရဲချင်တဲ့မျက်နှာနဲ့ပြုံးရောင်တန်းသွားကမင်းထားဖို့ကြွဖို့ခက်ခဲမှဆိုလို့ပြောတာဘာဖြစ်လို့လဲမင်းကကိုမင်းမပဲဒါမှမဟုတ်ရင်လူနာနဲ့ရှင့်ကိုရှင့်လေဆရာဝန်ကိုင်းဆိုင်ကြီးနဲ့ပါလားအထဲမှာဖြစ်တာအယိုးအကျော်ဘာတွေဖြစ်သွားလဲရှင်ကဘလောက်သိလို့လဲတနာရှာခါနှစ်ဖက်ထောက်၍ခက်ရဲ့ပြုံးနေပါတယ်